ကျွန်တော်နဲ့အတူနောက်ထပ်လူ69ယောက်ဟာမတော်တဆဆိုသလိုဒီရက်ဆက်လာတဲ့ broken ထဲကိုဆွဲခေါ်ခြင်းခံလိုက်ရပါတယ်စီကန်းကရိုးရိုးလေးပါဒေါ်လာ50ထဲနဲ့9ရက်အောင်ဖြတ်တန်းနိုင်ရင်ဒေါ်လာ1တန်းစုကြေးရမယ်ဒါပေမဲ့ပတ်စံပိုး3မိတာတည်ဆုံးတာဒါမှမဟုတ်ဂိမ်းနယ်မြေတွေကထွက်ခွာတာနဲ့ပြန်ခွဲကနေထုတ်ပယ်ခံရမယ့်အပြင်ဒေါ်လာ1တန်းကျွေးတင်သွားပါလိမ့်မယ်ဘသူတွေထွက်ချင်သေးလဲလို့စက်ရုပ်တန်ကြီးကမေးတဲ့အခါဘသူမှမထွက်ရဲကြဘူးပတ်စံ50ဆိုတာရေပဲတောက်နေရင်တောင်9ရက်ကအေးဆေးပဲလို့အားလုံးကထင်နေကြတာဘေးကလူဝါကြီးတယောက်ဆိုရင်50ဆိုတာပေါက်စီနဲ့ချင်းဖက်ဝယ်စားရင်တောင်ပိုသေးတယ်ဒီလောက်စုကြည့်ကြည့်တာလက်လွတ်မခံနိုင်ဘူးလို့တောင်ကြုံရနေသေးတာဒါပေမဲ့ဂိမ်းစတင်တဲ့ airport smuggle လေးစိတ်မောင်ခိုမြေပုံနဲ့ရောက်သွားတဲ့ခါမှာတော့အားလုံးရဲ့အိမ်မက်တွေရိုက်ချိုးခံလိုက်ရပါတယ်ကျွန်တော်ရဲ့ game interface မှာစာလောင်မှုရင်းနှီးမှုနဲ့အင်အားဆိုတဲ့အချက်လက်3ခုပေါ်လာတယ်အနီးနားကစတိုးဆိုင်ကိုတွားကြည့်လိုက်တဲ့ခါမှာတော့ရေတပလင်းကို$15လားဒါပြတိုက်တာပဲလို့တယောက်ကအော်ဟစ်လိုက်တယ်ဈေးနှုန်းတွေကိုကြည့်လိုက်တော့ကျွန်တော်မျက်လုံးပြူးသွားတယ်ကိတ်မုတ်တစ်ခု50ဆန်ဒဝစ်က40ပေါက်စီတစ်လုံးတောင်$10အပေါ်ဆုံးဆိုတဲ့မုတ်6ထုတ်တောင်$18ပေးရတယ်တနေ့ကို$9နှုန်းပဲသုံးလို့ရတယ်ကျွန်တော်တို့အတွက်ရေတပလင်းဝယ်ဖို့တောင်မလွယ်တဲ့အခြေအနေစောစောကကျုံးဝနေတဲ့လူဝါကြီးလဲအခုတော့မျက်နှာပြက်ပြီးလူကတုံရင်နေပါပြီဒီငရဲခန်းထဲမှာကျွန်တော်ဘယ်လိုဆက်ပြီးအသက်ရှင်အောင်စူးစမ်းမလဲကျွန်တော်ကတော့တက်ပြင်းတစ်ချက်ချလိုက်ပြီးဒီစနစ်ကပရာဟိတလုပ်နေတာမှမဟုတ်တာဒီလောက်လွယ်မှမဟုတ်ဘူးဆိုတာကျွန်တော်တည်သားပဲလို့ပြန်ပြောလိုက်တဲ့ဆိုင်ထဲမှာတော့တခြားကစားသမားတွေဟာဈေးနှုန်းတွေကိုကြည့်ပြီးထိတ်လန့်တုန်လှုပ်နေကြတာပေါ့အဲ့ဒီအချိန်မှာလူဝါကြီးကကျွန်တော်ကိုဘေးကိုဆွဲထုတ်သွားပြီးကစားသမား66ကျွန်တော်နာမည်ဝိတ်ပါနံပါတ်44ပေါ့ကျွန်တော်တို့အဖွဲဖွဲကြရအောင်ဗျာဘသူပဲလာရှုပ်ရှုပ်ကျွန်တော်ကာကွယ်ပေးမယ်လို့ပြောရင်သူ့ရဲ့ကိုယ်ခံပညာကွက်တွေကိုထုတ်ပြနေတယ်ဒါပေမဲ့ကျွန်တော်ကတော့ရင်ကြီးကြီးပဲညင်းလိုက်ပြီးဆိုင်ထဲကနေတယောက်တည်းထွက်လာခဲ့ပါတယ်အိမ်သာပြင်ဘက်မှာရေစက်တစ်ခုကိုတွေးလိုက်ပြီးဘေးနားမှာလည်းအမိုက်ဖြစ်လွှတ်ပစ်ထားတဲ့ပလတ်စတစ်ပလင်းကိုနှလုံးကိုတွေးလိုက်တယ်အဲ့ဒါကိုတေချာစီးကြောပြီးရေဖြစ်လိုက်တော့ရေအတွက်ကုန်ကျစရိတ်က$3ပဲပေါ့နောက်တစ်ဆင့်ကတော့ခန္ဓာကိုယ်အတွက်အင်အားရမယ့်အရာကိုရှာဖို့ပါကော်ဖီဆိုင်တစ်ဆိုင်ကိုကျွန်တော်တတိထားမိလိုက်တယ်အဲ့ဒီကစပွဲပေါ်မှာတကြားထုတ်လေးတွေနဲ့ခရင်ခွက်လေးတွေကိုအစီအီတင်ထားတာကိုတွေးလိုက်ရတယ်တကြားဟာအရေးပေါ်အခြေအနေမှာတွေးရင်းတကြားတတ်မကြအောင်ကူညီပေးမဲ့အထူးကအင်အားစုပဲလေကျွန်တော်ဟာဘာမှမသိသလိုဟန်ဆောင်ပြီးကိုယ်အိမ်ကပစ္စည်းကိုယူနေတယ်လို့မျိုးအေးစစ်စစ်ပဲရှောက်သွားလိုက်တယ်စက္ကန့်ပိုင်းတွင်းမှာပဲတကြားထုတ်တရာစင်ကျော်နဲ့ခရင်ခွက်အချို့ဟာကျွန်တော်အိတ်ကထဲရောက်သွားပါပြီကော်ဖီဆိုင်ထဲကနေအေးစစ်စစ်ပြန်ထွက်လာပြီးလူတူကင်းနဲ့ထောက်တနေရမှာတကြားနဲ့ထုတ်ကိုဖောက်ပြီးပါစက်ထဲအကုန်လောင်းထည့်လိုက်တယ်ချုံမြင်တဲ့အရာကြောင့်စိတ်ထဲမှာခဏတာတော့ကျင်းနေသွားရတာပေါ့အင်အားအတွက်လည်းကုန်ကြစည်တူညာပါပဲဒါပေမဲ့ပြဿနာတစ်ခုကလေးစိတ်ထဲကအဲကုန်းကရေခဲတက်တာတွေရောက်နေတယ်လို့မျိုးတော်တော်လေးအေးစိတ်နေတာပါစနစ်ကတမင်တကာလှုပ်ထားတာလည်းဖြစ်နိုင်တယ်အေးလီလီခန္ဓာကိုယ်ကအင်အားကိုပို့ပြီးမြ мян လောင်ကျွမ်းလီလီပဲကျွန်တော်ရဲ့ပါလွာတဲ့အဝတ်စားတွေကဒီအေးတံကိုမခံနိုင်ဘူးဒါကြောင့်အနှွေးတက်ရအောင်ခန္ဓာကိုယ်ကိုအမြဲလှုပ်ရှားနေဖို့လိုလာပြီးကျွန်တော်လည်းဘာရမလဲဆိုပြီးလိုက်ရှာကြည့်လိုက်တဲ့အခါမှာတော့အမိုက်ပုံထဲကိုနှိုက်ရှာကြည့်လိုက်တော့ခီးတဲ့တယောက်ပြစ်ထားခဲ့တဲ့ဆောင်းဟောင်းတစ်ထည်ကိုတွေးလိုက်ရတဲ့အချိန်တွေကုန်လာတာနဲ့အမျှဘိုက်ကလည်းပူဆာလာပြီးည8နာရီလောက်မှာတော့မုတ်တိုက်တစ်ခုနားကိုကျွန်တော်ဖြည်းဖြည်းချင်းရှောက်သွားလိုက်မိတယ်မှန်ပုံးထဲကမုတ်တွေရဲ့အနှံ့ကနှာခေါင်းထဲကိုတိုးဝင်လာပြီးဘိုက်ကလည်းတကူကူနဲ့អော်နေပြီလေကျွန်တော်ရဲ့စင်ရဲသားဗီဇအတိစိတ်ရစိုင်းပိတ်ခါနေရင်ဒီမုတ်တွေဈေးကြောတော့မယ်ဆိုတာသိနေတယ်တကယ်လဲမူလဈေး30တန်မုတ်ချက်တွေကအခုဆို$15ပဲရှိတော့တယ်ဒါပေမဲ့ဒါကကျွန်တော်အတွက်မလုံလောက်သေးဘူးစိုင်းပိတ်ခါနေလေပိုဈေးပေါ်လေဖြစ်မှာဒါမှမဟုတ်အလကားတောင်ရနိုင်တာကျွန်တော်လဲမုတ်တိုက်ရှိကခုံတန်းရမှာထိုင်ရင်မျက်လုံးကိုမှေးပြီးအနားယူနေလိုက်တယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲလူ20-30လောက်ဟာအရက်မျက်နှာအနှံ့ကနေမုတ်တိုက်စီကိုအယူမှုပြေးဝင်လာကြတယ်စိုင်းပေါဝလေးမှာလူတွေတိုးဝေးနေကြတာပယံပရာပဲတချို့ကပတ်စံတွေကိုဝေယမ်းပြီးអော်နေကြတယ်လို့တချို့ကလည်းစင်ဘောကမှုတွေကိုအတင်းဆွဲယူနေကြတယ်စိုင်းဝင်တန်းကတန်းစီကြပါလို့អော်နေပေမဲ့ဘယ်သူမှနားမထောင်တော့ဘူးမိနစ်ပိုင်းအတွင်းမှာပဲကျွန်တော်မျက်စိကျထားတဲ့မုတ်ချက်တွေပါဝင်ဈေးလျှော့ထားတဲ့မုတ်တွေအကုန်ပြောင်းတလင်းခါသွားပြီးမုတ်ရလိုက်တဲ့သူတွေကတော့စစ်မြေပြင်ကအောင်းလိုင်းသူတွေလိုပဲတက်ပြင်းချနိုင်ကြပေမဲ့မရလိုက်တဲ့သူတွေကတော့ရင်ဘက်ကိုထုရိုက်ရင်မျောလင်းချက်ကင်းမဲ့စွာကြံခဲ့ကြတယ်လေထုထဲမှာဆဲဆူတန်တွေညီးတွားတန်တွေနဲ့ပြည့်နေသွားတာပေါ့ကျွန်တော်ရဲ့စာလောင်မှုပြမီတာက30%အထိကျဆင်းသွားပြီကျွန်တော်အသက်ပြင်းပြင်းတစ်ချက်ရှူပြီးဘိုက်ထဲကအောက်တက်လာတဲ့တန်းကိုအန်ချိတ်ခံလိုက်တယ်ပြီးတော့အပေါ်ကလေရင်ခီးစဉ်ပြတ်တဲ့ပုတ်ပြားကြီးကိုမောကြည့်လိုက်မိတယ်အနီရောင်စာတန်းတွေနဲ့ခီးစဉ်တွေကတရက်ဆက်ပြောင်းလဲနေတာကဲအခုတော့ကျွန်တော်ရဲ့အရေးချင်းကိုထုတ်ပြရမယ့်အချိန်ရောက်ပြီဒီလေးစိတ်ထဲမှာကစားသမားတွေဟာဘယ်နေရာကိုမဆိုလွတ်လွတ်လပ်လပ်သွားလာလို့ရတယ်လေရင်လက်မှတ်မရှိလဲဂိတ်တွေထိသွားလို့ရတာပေါ့ကျွန်တော်ပုတ်ပြားကိုတေချာကြည့်ပြီးအနီရောင်စာလုံးကြီးတွေနဲ့ရေးထားတဲ့လေရင်နောက်ကျနေတဲ့ခီးစဉ်တွေကိုလိုက်ရှာလိုက်တဲ့6နာရီထပ်ပို့ပြီးနောက်ကျတဲ့ခီးစဉ်တွေကကျွန်တော်ရဲ့ပြစ်မှတ်ပဲအားနဲ့နေတဲ့ခြေထောက်တွေကိုအတင်းယုံကန်ပြီးလေရင်တက်ရမယ့်ဂိတ်တစ်ခုစီကိုဦးတည်လိုက်တဲ့ဂိတ်တရားနှစ်ရှိမှာတော့လူအုပ်ကြီးကဒေါသတကြီးနဲ့ဝိုင်းအောင်နေကြပြီးလေရင်က8နာရီတောင်နောက်ကျနေတာမို့ခီးတွေဟာစိတ်ပြက်လက်ပြက်နဲ့ဂိတ်တာဝန်ခံမလေးခများခီးတဲ့တွေရဲ့ဒေါသတကြီးအော်ဟစ်တန်တွေကြားမှာမျက်နှာလေးနှီးရဲပြီးမိုးတော့မလိုတောင်ဖြစ်နေရှာတယ်ခင်ဗျားတို့လေချောင်းတိုင်းကအတုံးကိုမကြတာလားကျမကလေးပိုက်စာလို့ငိုနေပြီလေတခုခုလုပ်ပေးဦးမလားအခုချက်ချင်းရော်ကြီးပေးကြလို့ခီးတဲ့တယောက်ကအော်ဟစ်နေတာစူညံပွက်လော်ရိုက်နေတာပဲဒါကိုမြင်လိုက်ရတဲ့အချိန်မှာပဲကျွန်တော်ခေါင်းထဲကိုအကြံတစ်ခုလက်ခနဲဝင်လာတယ်ဒါငါအတွက်အခွင့်အရေးပဲကျွန်တော်လဲလူအုပ်ကြီးတဲ့ကိုအတင်းတိုးဝင်ပြီးဂိတ်တာဝန်ခံမလေးရဲ့ရှစ်တက်မှာရက်လိုက်တယ်ပြီးတော့ရှိသမျှအင်အားနဲ့အားလုံးတိတ်ကြဆန်းလို့ဟိန်းဟောင်းပြီးអော်လိုက်တာလူအုပ်ကြီးတစ်ခဏချင်းငြိမ်ချသွားတယ်ကျွန်တော်ကကလေးကြည့်ထားတဲ့အမေကိုလက်ညှိုးထိုးပြပြီးခီးတဲ့အားလုံးကိုអော်ပြောလိုက်တယ်ကြည်ကြဆန်းကလေးလေးငိုနေတာကိုကြည့်ဦးဒီမှာអော်နေလို့လေရင်ကပြန်တက်လာမှလားလေချောင်းတိုင်းကမှားတာမှန်တယ်သူတို့တာဝန်ယူရမယ်ဒါပေမဲ့အခုလောလောဆယ်ကျွန်တော်တို့အတွက်ဘာကအရေးကြီးဆုံးလဲ
စားဖို့အစားအစာရဲ့အနားယူဖို့နေရာရဲ့ဒါမှသူတို့ကိုဆက်ပြီးတောင်းဆိုနိုင်မဲ့အင်အားရှိမှာပေါ့ပြီးတော့ကြောက်လန့်နေတဲ့ဝန်ထမ်းမလေးပဲလက်ပြီးခက်မြန်မြန်ပဲပြောလိုက်တယ်လူတွေစိတ်ပေါက်ကွဲနေကြပြီးအရေးကြီးဆုံးကသူတို့ကိုစိတ်အေးအောင်လုပ်ဖို့ပဲအခုချက်ချင်းအစားတောက်ကူပွန်နဲ့ဟိုတယ်ကူပွန်တွေထုတ်ပေးလိုက်လူတွေပိုက်ဝါပြီးအနားယူလို့ရသွားမှာပြဿနာကအေးမှာဒါကိုမင်းလုပ်ပေးနိုင်မလားဝန်ထမ်းမလေးကငိုတံပါကြီးနဲ့သူတို့ကကူပွန်တွေကိုမလိုချင်ကြဘူးလေပြီးတော့ကူပွန်ထုတ်ဖို့ကလူတိုင်းတန်းစီပြီးလေရင်လက်မှတ် boarding pass လာပြရမှာလို့ပြန်ပြောတယ်ဒီလိုအရေးပေါ်အခြေအနေမှာလှုပ်ထုံးလုံနည်းတွေပြောနေတုံးလားလို့ကျွန်တော်ကသူ့စကားကိုဖျက်ပြောလိုက်ပြီးကလေးမေကိုပြလိုက်တယ်ကြည်စံဒီအမေဘလောက်ပင်ပန်းနေပြီလဲကလေးကို၈နာရီလုံးချီထားရတာအခုမင်းတို့ကူပွန်အတွက်ထပ်ပြီးတန်းစီခိုင်းဦးမလို့လားကျွန်တော်ကအဲ့ဒီအမေဘက်လှည့်ပြီးအမကျွန်တော်ကိုလက်မှတ်ပေးကျွန်တော်သွားထုတ်ပေးမယ်လို့ယုံကြည်မှုအပြည့်နဲ့လက်ကမ်းပေးလိုက်တယ်သူမကကျွန်တော်ကိုကယ်တင်ရှင်တယောက်လိုကြည့်ပြီးလက်မှတ်ကိုထည့်ပေးလိုက်တာပေါ့တယောက်ကစလုပ်လိုက်ပြီဆိုရင်ကြံတဲ့သူတွေကလည်းလိုက်လုပ်ကြတာပဲတက်ကြီးရွယ်ဦးတွေကလေးရှိတဲ့သူတွေနဲ့တော်တော်လေးပင်ပန်းနေတဲ့ခီးတဲ့တွေဟာသူတို့ရဲ့လေရင်လက်မှတ်တွေကိုကျွန်တော်စီအလူရက်ကမ်းပေးလာကြပါတော့တဲ့စက္ကန့်ပိုင်းတွင်းမှာပဲကျွန်တော်လက်ထဲမှာလေရင်လက်မှတ်တဒါဇင်ကျော်ရောက်နေပြီးကျွန်တော်ဝန်ထမ်းမလေးပတ်လှည့်ပြီးလက်မှတ်တွေကိုကမ်းပေးရင်းအတန်ကိုနှိမ်ပြီးပြောလိုက်တယ်အရေးကြီးဆုံးလူတွေကိုအရင်ဖြည့်ရှင်းပေးလိုက်တဲ့နဲ့ပါသွားတာထက်စာရင်ဒါကပိုကောင်းတယ်မဟုတ်လားဝန်ထမ်းမလေးကကျွန်တော်ကိုကျေးဇူးတင်တယ်လို့ကြည်ပြီးစက်ကိုအမြန်ရိုက်လိုက်တဲ့ကူပွန်တွေကိုထုတ်လက်မှတ်ရေးတွက်တိုင်းရေးတွက်ပြီးတဲ့နောက်ကျွန်တော်တောင်းတဲ့အတိုင်းအပိုနှစ်ဆောင်ကိုကြားထဲညက်ပြီးလျှို့ဝှက်စွာကမ်းပေးလိုက်ပါတယ်သူမရဲ့မျက်လုံးတွေကကျွန်တော်ကိုတကယ်ပဲကျေးဇူးတင်နေတာပါကျွန်တော်ရင်တွေတိတ်တိတ်ခုန်နေပေမဲ့မျက်နှာကိုတော့တီတီပဲထားလိုက်တယ်ပြီးတော့ခရီးသည်တွေကိုကူပွန်တွေအမြန်လိုက်ဝေပေးလိုက်တာပေါ့ဒါအန်ကဲအတွက်နဲ့အလုရှုံနေတဲ့ပုံဖမ်းလိုက်တယ်နောက်ဆုံးမှာတော့အပူရထားတဲ့ကူပွန်နှစ်ဆောင်ကိုအိတ်ကအနက်ဆုံးနဲ့ထိုးထည့်လိုက်ပြီးလူအုပ်ကြီးကိုအော်ပြောလိုက်တယ်အားလုံးပဲကူပွန်တွေတွားယူကြတော့လူတွေအာယုံပြောင်းသွားတဲ့အချိန်မှာပဲကျွန်တော်ဟာငရှစ်တကောင်လိုရှော့ခနဲ့လွတ်အောင်ယုံပြီးလူသူရှုပ်ထွေးတဲ့လေးစိတ်စင်ကြံတွေကြားထဲပျောက်ကွယ်သွားခဲ့တယ်ဒီဂိမ်းမှာအသက်ရှင်ခြင်းတော့တခြားသူတွေထက်အကွက်မြင်ဖို့လိုတာပေါ့နားနေဆောင်တွေကထွက်လာတော့ wake way ဒီနဲ့ထပ်တိုးပြန်တဲ့သူကကျွန်တော်ကိုအပြစ်ကင်းစင်တဲ့အပြုံးနဲ့ကြည့်ပြီးကစားသမား66စောစောကခမရလှုပ်လိုက်တာတွေကျွန်တော်မြင်နေတော့ရုပ်ရှင်တွေကလူမိုက်ကိုင်းချုပ်ကြီးလိုပဲနောက်ပိုင်းကျရင်သူများအကူညီလိုလာလိမ့်မယ်တော့လို့ပြောတယ်တရက်အတွင်းမှာပဲသူ့ဘေးမှာကစားသမားနောက်ထပ်၄ယောက်တောင်စုမိနေပြီးကျွန်တော်ကတော့ထုံးစံအတိုင်းပဲညှင်းလိုက်ပါတယ်စားတောက်ကူပွန်တွေကြောင့်ကျွန်တော်ပိုက်ဝသွားပြီးစာလောင်မှုမီတာလည်းအပြည့်ပြန်ဖြစ်သွားပေမဲ့အခုတော့ပင်ပန်းနှွမ်းနယ်မှုတန်ကဒီရေလိုတိုးဝင်လာပြီးအင်အားပြမီတာက90ရာခိုင်နှုန်းအောက်ရောက်သွားပြီလေအခုည7:00နာရီရှိပြီလေးစိတ်ထဲမှာလူတွေအတော်လေးပါသွားသလိုဆိုင်တွေလည်းပိတ်ကုန်ပြီးဒီလေးစိတ်ကထိုင်ကုန်တွေကလူတွေလက်အိတ်လို့မရအောင်လက်တန်းတွေနဲ့ကန်ထားတာလူငယ်ကစားသမားတစ်ယောက်ဆိုရင်မခံနိုင်တော့တဲ့အစုံပါလာတဲ့အကြည့်လေးကိုပတ်ပြီးခုံအောက်ကကျမ်းပြင်ပေါ်မှာလက်အိတ်လိုက်တဲ့လူငယ်လေးစီကို2မိနစ်တောင်မပြည့်ခင်မှာပဲမီးအောင်ဆူဆူကြီးကျလာပါတော့တယ်ဒီမှာလက်အိတ်လို့မရဘူးလို့လုံခြုံရေးဝန်ထမ်း security guard ကအေးဆက်ဆက်အတန်နဲ့អော်လိုက်တယ်ဒါပေမဲ့အဲ့ဒီကစားသမားလေးကတော့ဖြစ်ပဲဆိုပြီးဂီယူမဆိုင်ပဲဟိုဘက်လက်အိတ်နေတော့မဲ့အဲ့ဒီအချိန်မှာပဲလုံခြုံရေးတွေအုပ်စုလိုက်ရောက်လာပြီးသူ့ကိုဘာစကားမှမပြောပဲအတင်းဆွဲမကလေးစိတ်အပြင်ဘက်ကိုလွှင့်ပစ်လိုက်ပါတော့တယ်ချက်ချင်းဆိုသလိုပဲဖန်သားပြင်ကြီးပေါ်မှာစာတန်းတစ်ခုပေါ်လာတယ်ကစားသမား73ဂိမ်းနယ်မြေတွေကထွက်ခွာသွားတဲ့အတွက်ထုတ်ပယ်ခံရသည့်ကျွေးမီဒေါ်လာ1တန်း system ကကျွန်တော်တို့ရဲ့ပင်ပန်းနှွမ်းနယ်မှုနဲ့အေးဒဏ်ကိုအသုံးချပြီးလူတွေရဲ့စိတ်သက်ကိုရိုက်ချိုးနေတာပါကျွန်တော်ရဲ့အင်အားပြမီတာကလည်းအရေးပေါ်ချိန်နေ credit card ကိုရောက်နေပြီးထုတ်ပယ်မခံရဖို့အတွက်အမိုက်ပုံတွေကရခဲ့တဲ့စောင်းစုပ်လေးကိုခြုံပြီးထိုင်ကုန်ပုံမှာပဲထိုင်လက်သားအိပ်ပျော်သွားခဲ့တယ်နောက်တစ်နေ့မနက်ခင်းကိုရောက်တော့မှဂိမ်းထဲမှာတရက်ပဲကုံဆုံးသေးတယ်ဆိုတာသိလိုက်ရတယ်တော့မှအစားတောက်ကူပွန်တစ်ဆောင်ကြံသေးတာမှုတိတ်တော့မစိုးရိမ်သေးပါဘူးရေအေးလေးတငုံတောက်တကြားနှစ်ထုတ်စားပြီးအစာရှာဖို့ထွက်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲကစားသမားတစ်ယောက်ကကလေးတစ်ယောက်စီကဟော်တော်ဟာတော်ကိုအတင်းလူယူလိုက်လို့ကလေးကအုံကိုပါလေရောချက်ချင်းပဲလုံခြုံရေးတွေရောက်လာပြီးအဲ့ဒီလူကိုဖမ်းဆီးကလေးစိတ်အပြင်ကရဲကားပေါ်တင်သွားကြတယ်ပြီးတော့ထုံးစံအတိုင်းကျင်းညာချက်တက်လာပြန်တယ်ကစားသမား25 NPC ကအစားအစာကိုလူယူခဲ့တဲ့အတွက်လုံခြုံရေးကအပြင်ကိုထုတ်ပယ်လိုက်ပြီးကျွေးမီဒေါ်လာ1တန်းဒါကိုကြည့်ချင်းအပြင်ဒီလေးစိတ်ထဲမှာလုံခြုံရေးတွေရဲ့အာယုံဆိုင်မှုကိုခံရမဲ့ဘဲလုံမျိုးမှလုပ်လို့မရဘူးဆိုတာကျွန်တော်သင်ခန်းစာရလိုက်တယ်ဒါပေမဲ့ဒီနေ့လေးစိတ်ကထူးထူးခြားခြားပဲလေရင်တစ်စင်းမှနောက်မကျဘူးဗျကျွန်တော်သုံးခဲ့တဲ့နီလန်းကိုစနစ်ကပိတ်လိုက်ပြီးထင်ပါတယ်ဒီနေ့တော့ကျွန်တော်ရဲ့အင်အားကမနေ့ကထက်ပိုကုန်ခန်းနေပြီးဒီတစ်ခါတော့ထိုင်ကုန်ပေါ်မှာမအိတ်တော့ဘူးလို့ဆုံးဖြတ်လိုက်တဲ့လေစိတ်ရဲ့မှောင်ရိပ်ကျတဲ့စင်ကြံလက်တစ်ခုတည်းကကျွန်တော်ရင်ကမျက်စိကျထားတဲ့ရွှေတွင်းလေးစီကိုရှော့ကနေဝင်လိုက်တာပေါ့အဲ့ဒါကတော့တကားဟာလေးဖြစ်နေတဲ့ပစ္စည်းတူလောင်ခန်းဟောက်လေးတစ်ခုပါအထဲမှာအမိုက်တွေပြည့်နေပေမဲ့တကားပိတ်လိုက်ရင်တော့ဒါဟာကိုပိုင်ကဘာလေးတစ်ခုပဲလေဒါပေမဲ့အခန်းထဲကိုခြေလမ်းယုံရှိသေးတယ်ဆိုတဲ့အတန်နဲ့အတူတကားကြီးကန်ဖွင့်ခံလိုက်ရတယ်မျက်လုံးဆွေဆွေနဲ့အရက်ရှိရှိလူတစ်ယောက်ရဲ့သူ့ရဲ့လူမိုက်2ယောက်ရဲ့ဝင်လာတာပေါ့ထွက်သွားစမ်းဒီနေရာကအခုကစပြီးငါတို့နေရာပဲလို့ထိုလူကဟိန်းဟောင်းလိုက်တယ်ကျွန်တော်သူ့ကိုမှတ်မိတာပေါ့မနေ့ကမုတ်တိုက်မှာတခြားကစားသမားတွေစီကမုတ်ကိုအတင်းလူယူနေတဲ့အရက်ဆက်ဆုံးလူပဲကျွန်တော်လည်းသူ့ကိုရှင်းနိုင်မှာမဟုတ်တာကြောင့်ဒီနေရာကိုဖယ်ပေးဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့တကားဝရောက်ခါနီးမှာပဲအဲ့ဒီလူကဓာတ်တစ်ချောင်းထုတ်လိုက်ပြီးရှိတာအကုန်ပေးစမ်းမပေးရင်တော့မင်းပိုက်ကိုဓာတ်နဲ့မှွေဖြစ်မယ်သူတို့မျက်လုံးထဲကအယူမှုဖြစ်နေတဲ့အညိုးတေးတွေကဒါကိုတကယ်လုံးမှဆိုတာတက်တည်ပြနေတယ်ကျွန်တော်ခေါင်းထဲမှာအတွေးတွေဘာရီဘရာဖြစ်သွားပြီးပြန်ချမလားပတ်စံကုန်သွားရင်တော့ဂိမ်းကနေထုတ်ပယ်ခံရပြီးဒေါ်လာ1တန်းကျွေးတင်သွားမှာဘယ်လိုလုပ်ရမလဲတပြလိုက်တာကစနစ်ကတည်သွားရင်အထုတ်ခံရလိမ့်မယ်လို့ပြောလိုက်ပေမဲ့သူကတစ်ဆက်ပိတ်ဆန်းငါမှစိတ်ရှည်တီးခံနိုင်စွမ်းမရှိဘူးလို့ပြန်អော်တယ်ဒါဦးကကျွန်တော်လက်ပင်ကိုထိလူနေပါဖြစ်နေပြီကျွန်တော်တင်မင်းကိုပဲထိုင်ဆောင်နေရတော့မှလားအဲ့ဒီအချိန်မှာပဲဖန်သားပြင်ကြီးပေါ်မှာအမီမတိဖို့တခုတက်လာတဲ့အဆင့်3ဘိုင်းကမုံတိုက်ကိုလာခဲ့ကြပါမုံတွေတဝက်ဈေးလျှော့နေပြီ
တူလောင်ခန်းတကားပွင့်လာပြီးဟိုလူအရက်ရှိကြီးနဲ့သူ့အပေါင်းပါတွေထွက်လာကြတယ်ကျွန်တော်လည်းသူတို့မမြင်အောင်ခက်လန်းလန်းကနေနောက်ယောင်ခံလိုက်သွားတာပေါ့သူတို့၃ယောက်ဟာကျွန်တော်စီကလူသွားတဲ့ပတ်စံတွေရောသူတို့စီမှာရှိတဲ့ပတ်စံတွေပါအကုန်သုံးပြီးစတိုးဆိုင်မှာမုံချောက်ထုတ်တွေအများကြီးဝယ်လိုက်ကြတယ်ငွေပေးချေမှုအောင်မြင်ကြောင်းအတန်မီလာတာနဲ့တပြိုင်နက်ကစားသမား949နဲ့60တက်မှတ်ငွေထက်ပိုသုံးဆွဲမိတော့ကြောင့်ထုတ်ပယ်လိုက်ပြီးကျွေးမိဒေါ်လာ1သန်းလူအရက်ရှိကြီးဟာစူးစူးဝါးဝါအော်ဟစ်လိုက်ပေမဲ့သူ့အတန်မဆုံးခင်မှာပဲအလင်းနဲ့တစ်ခုဖြစ်ပြောင်းလဲပြီးလေထဲမှာပျောက်ကွယ်သွားပါတော့တယ်ကျန်တဲ့2ယောက်လည်းအတူတူပါပဲသူတို့ဝယ်ထားတဲ့မုံချောက်ထုတ်တွေနဲ့ပေါင်မုံအိတ်တွေကတော့ကျန်းပြင်ပေါ်မှာပြန့်ကျဲလို့ကြံခဲ့တာပေါ့ကျွန်တော်လည်းချက်ချင်းပြေးသွားပြီးအပေါ်အင်ဂျီကိုချွတ်မုံတွေကိုအကုန်လုံးအထုတ်လိုက်တင်းကျုံယူလိုက်တယ်ကျွန်တော်ထင်ခဲ့တဲ့အတိုင်းပဲအသုံးစာရေးပိုရင်ထုတ်ပယ်မယ်ဆိုတဲ့စီကံကဒီလိုကိုလူတယောက်မှာအများဆုံး90ပဲရှိရမှာဖြစ်လို့တခြားသူစီကလူယူပြီး90ထက်ပိုသုံးမိတာနဲ့အထုတ်ခံရတာပဲဒါပေမဲ့မနေ့ကသူတို့တခြားသူစီကမုံကိုလူလာကြတော့အထုတ်မခံရဘူးဆိုလိုတာကအစားအစာလူတာကပြဿနာမရှိဘူးပေါ့နောက်ရက်တွေမှာတခြားလူတွေလည်းဒါကိုသိလာပြီးအစားအစာအတွက်အသေးလဲတိုက်ခိုက်ကြတော့မှဒါကြောင့်ဒီမုံတွေကိုတေချာဝတ်ထားဖို့လိုပြီးဒီလောက်ရိတ်ခါဆိုရင်တော့ကျွန်တော်ဂိမ်းဆုံးထိအေးစေးအသက်ရှင်နိုင်ပြီလေကျွန်တော်စိတ်ချရဆုံးနေရာ9နေရာကိုရှာပြီးမုံတွေကိုခွဲဝက်လိုက်တယ်တနေ့ကိုတနေရာကမုံကိုပဲစားရင်ကျန်တဲ့9ရက်ကတော့အေးစေးပဲပေါ့အားလုံးပြီးသွားတဲ့အချိန်မှာအင်အားကကုန်တလောက်ဖြစ်နေပြီမို့ထိုင်ကုန်ပေါ်မှာပဲပြန်အိပ်ပျော်သွားခဲ့တယ်ဂိမ်းရဲ့တတိယမြောက်နေ့ရောက်လာပြီးပိန်ပိန်ပါးပါးကောင်းမလေးတယောက်ပါသူမဟာအေးစိတ်နေတဲ့တန်ခုံပေါ်မှာကွင်းနေပြီးတကိုယ်လုံးလဲတုံရင်နေရှာတယ်မျက်နှာကလည်းဖျားပြီးညီရဲနေတာပဲသူမရဲ့ရည်စားဖြစ်သူကစားသမားကတော့သူ့ကိုယွန်းတယ်လို့မျိုးကြည့်ပြီးမင်းကဘာဖြစ်နေတာလဲမင်းဘာဖြစ်နေတာလဲဖျားနေတာလား9ရက်မပြည့်ခင်တေးဖို့တော့မကြိုးစားနဲ့တော့လို့သူမရဲ့ရည်စားအာရွန်ကအော်လိုက်တယ်ကျမရုတ်တရက်ကြီးအရန်အေးလာလို့ပါတကိုယ်လုံးလဲနာကျင်နေတာပဲအာရွန်ကျမကိုခဏလောက်ဖတ်ထားပေးပါလားဟင်မင်းစီကယောဂငါစီကူးကုန်ရင်ဘယ်လိုလုပ်မလဲအဲ့ဒီအချိန်မှာပဲတလေစိတ်လုံးဟိန်းထွက်သွားအောင်အချက်ပေးအိုးအတန်ကြီးရုတ်တရက်မြည်လာပါတော့တယ်စင်ကြံလန်းတစ်ဖက်ကနေခြေတံပြိုင်ပြိုင်နဲ့လူတစုရှောက်လာကြတယ်နံပါတ်49ကိုအတင်းဆွဲမလိုက်ကြတယ်လှုပ်ကြပါကျမဂိမ်းထဲကအထုပ်မခံနိုင်ဘူးအာရွန်ကဲပါဦးလို့သူမကအော်ဟစ်နေပေမဲ့အာရွန်ကတော့လှက်တော်မကြည့်ပဲထွက်ပြေးသွားခဲ့ပြီးဝန်ထမ်းတွေကသူမကိုလူနာတင်ကတင်ပေါ်တင်ပြီးခေါ်သွားတာကိုတခြားကစားသမားတွေကထိတ်လန့်တုန်လှုပ်စွာနဲ့ကြည့်နေကြရုံပဲရှိတယ်ခဏကြာမှတော့စနစ်ကကြီးညာလိုက်ပြန်ပြီးကစားသမား49ပြည်သူ့ကျန်းမာရေးအတွက်အနေရရှိသောကြောင့်ဂိမ်းနယ်မြေအတွင်းမှာအတင်းအဓမ္မဖယ်ရှားလိုက်ပြီးထုတ်ပယ်ခံရသည့်ကျွေးမိဒေါ်လာ1သန်းကစားသမားချင်းချင်းတန်တရားမျက်လုံးတွေနဲ့ကြည့်လာကြပြီးနံပါတ်89ဆိုတာမနေ့ကအမိုက်ပုံးတွေကအစာတွေကိုကောက်စားပြီးဒီနေ့ဝမ်းရှောနေတဲ့သူတွေဆိုလိုတာကအေးမိတာပဲဖြစ်ဖြစ်ဝမ်းရှောတာပဲဖြစ်ဖြစ်ယောဂတစ်ခုခုရတာနဲ့အထုတ်ခံရမှာပဲဘယ်သူနောက်တစ်ယောက်ဖြစ်မလဲချောင်းလေးတစ်ချက်ဟမ်းမိတာတော့မှလူတွေကအသေးလဲထိတ်လန့်နေကြပြီဒီမှာကျွန်တော်နောက်ထပ်စီကံတစ်ခုတိလိုက်ရပြန်ပြီနေမကောင်းဖြစ်လို့မရဘူးဆိုတာပဲကျွန်တော်ကတော့ကောက်ရထားတဲ့မုံတွေနဲ့ပဲဒီနေ့ကိုဖျက်တမ်းလိုက်တယ်လေးစိတ်ထဲကအေးတန်ကဒီနေ့တော့ရေခဲတက်တာတဲ့ရောက်နေတယ်လို့မျိုးပို့ဆိုးလာပြီးကံကောင်းကျင်တော့အမိုက်ပုံးတဲကနေခီးသွားတွေတုံးတဲ့ရွေးဆောင်ဘက်ကောက်ရလိုက်လို့အေးစိတ်နဲ့တန်ကနေတက်တာသွားတယ်ဒီလိုနဲ့ပဲဂိမ်းရဲ့စတုတ်ထမြောက်နေ့ကိုရောက်လာခဲ့ပြီးထုတ်ပယ်ခံရတဲ့သူတွေကလည်းတယောက်ပြီးတယောက်တိုးလာနေပါတော့တယ်စတုတ်ထမြောက်နေ့မိုးတောက်ရမှာကျွန်တော်နိုးလာပြီးဒီနေ့အတွက်ကွက်ထားတဲ့မုံတွေကိုတွားယူဖို့ဆုံးဖြတ်လိုက်တယ်အနာရောက်တော့ဝက်လိုက်ပြီးအထဲကိုနှိုက်ကြည့်လိုက်တော့ဘာမှမရှိဘူးအထဲမှာဘာဆိုဘာမှမရှိတော့ဘူးကျွန်တော်ရင်ထဲဘုံကနေဖြစ်သွားတာပဲမယုံနိုင်လို့တေချာနိုင်ရှာကြည့်ပေမဲ့မုံခုံ14တောင်မကြံခဲ့ဘူးကျွန်တော်အချိန်မဆွဲပဲနောက်ထပ်ဝက်ထားတဲ့နေရာတွေကိုပြေးကြည့်ပေမဲ့အကုန်လုံးအခုခံလိုက်ရပြီတညာရဲနဲ့ကျွန်တော်ရဲ့အသက်ကရိတ်ခါတွေအစအနတောင်မကြံပြောက်သွားတာနေရာလေးနေရာလုံးကိုတညာရဲနဲ့အစအနမကြံရှာတွေ့ပြီးအတန်တိတ်ယူသွားနိုင်တယ်ဆိုတာတာမန်ကစားသမားမဟုတ်တာတော့တေချာတယ်ဘသူကကျွန်တော်ကိုအမြဲတမ်းစောင့်ကြည့်နေခဲ့တာလဲကျွန်တော်ရဲ့မျှော်လင့်ချက်တွေမြေလံခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်ဘာရမလဲဆိုပြီးအလကားကျွေးတဲ့ဆိုင်တွေကိုထပ်သွားကြည့်ပေမဲ့တခြားကစားသမားတွေကလည်းအတူတူပဲလေဆိုင်ရှင်တွေကလည်းအကွက်မြင်သွားကြပြီးအကုန်တင်းထားလိုက်ကြပြီးကော်ဖီဆိုင်ကတခြားထုတ်တွေတောင်မရှိတော့ဘူးအမိုက်ပုံးတွေကတော့အဓိကစစ်တလင်းဖြစ်နေပြီးလူတွေကဝမ်းရှုံးမှာကိုတောင်မကြောက်ပဲအမိုက်ပုံးတွေကအစာကိုလူနေကြတာကျွန်တော်ရောက်သွားတဲ့အချိန်မှာအမိုက်ပုံးထဲမှာမုတ်စလေးတစ်စတောင်မကြံတော့ဘူးဒီလိုနဲ့ပဲည10နာရီအထိစာလောင်မှုတိတ်စွာနဲ့တောက်ခံခဲ့ရတယ်လေးစိတ်ထဲကဈေးကြီးတဲ့ဒစိမ့်မြင့်ဆိုင်တန်းတွေဘက်ကိုရှောက်လာတဲ့အချိန်မှာတော့ဘေးနာကကစားသမားတွေရဲ့တူတူတိတ်တိတ်ပြောတံကိုကြားလိုက်ရတယ်ဒီကောင်တော့သွားပြီးချင်းနဲ့ကျွန်တော်ကတော့အဲ့ဒီဆိုင်တွေနဲ့မလန်းမကန်းကအမိုက်ပုံးထဲမှာခရီးသည်တွေပစ်ထားခဲ့တဲ့ဒစိမ့်မြင့်အိတ်ခွန်တွေဘူးခွန်တွေကိုလိုက်ကောက်နေလိုက်တယ်ခရီးသည်များစုကအခွန်ရှောင်ဖို့အတွက်ပစ္စည်းတွေကိုအိတ်ထဲကထုတ်ပြီးအိတ်ခွန်တွေကိုပစ်ထားခဲ့လေးရှိတာကျွန်တော်အတွက်တော့အခွင့်အရေးပဲလေကျွန်တော်အကောင်းဆုံးအိတ်တစ်လုံးထဲကိုဘူးခွန်တွေအကုန်ထည့်လိုက်တော့ကြည့်ရတာတန်မိုးကြီးပစ္စည်းတွေအများကြီးဝယ်လာတဲ့သူနဲ့တူသွားပြီးအောက်ထပ်မှာဟော့ပေါ့ဟပ်ဖောက်ဆိုင်တစ်ဆိုင်ဖွင့်ထားတာကျွန်တော်သိထားတယ်အခုတော့အဲ့ဒီဆိုင်ကိုသွားပြီးအခမဲ့အစားတောင်းနဲ့အနားယူမဲ့နေရာကိုအရယူရတော့မှာပေါ့ဆိုင်တကားကိုတွန်းဖွင့်လိုက်တာနဲ့နှွေးထွေးတဲ့အေးတက်နဲ့အတူအမဲသားဟော့ပေါ့နဲ့လေးကနှာခေါင်းနဲ့တိုးဝင်လာတဲ့ဝန်ထမ်းမလေးကပြုံးပြုံးလေးကြိုဆိုပြီးကြိုဆိုပါတယ်ရှင်ဘယ်နှစ်ယောက်ပါလဲလို့မေးတော့ကျွန်တော်က2ယောက်လို့ခက်တီတီပဲဖြေလိုက်တယ်လက်ထဲကတမိုးကြီးအိတ်ကိုဘေးကခုံပေါ်ပြစ်တင်လိုက်ရင်လူတစ်ယောက်စောင့်စရာရှိလို့လူရှင်းတဲ့နေရာလေးပေးပါလို့အတန်ကိုနည်းနည်းအော်ပြီးပြောလိုက်တာပေါ့သူမရဲ့မျက်လုံးတွေကကျွန်တော်ရဲ့ luxury အိတ်စီရောက်သွားပြီးအပြုံးတွေကပိုတောက်ပလာတယ်ဟုတ်ကဲ့ပါရှင်ဒီဘက်ကိုကြွားပါတဲ့ဒီလောက်တမိုးကြီးတာတွေဝယ်နိုင်တဲ့သူကပတ်စံမရှိတဲ့သူမဖြစ်နိုင်ဘူးလို့သူမထင်သွားတာသိချတယ်သူမကကျွန်တော်ကိုတက်တောင့်တက်တာရှိတဲ့ဆိုဖာခုံတွေပါတဲ့ပြည်တန်ခန်းလေးစီခေါ်သွားပေးတယ်ထိုင်လိုက်တာနဲ့ကျွန်တော်ဖုန်းကိုထုတ်တကယ်မရှိတဲ့နံပါတ်တစ်ခုကိုခေါ်လိုက်ပြီးငိုတန်ပါကြီးနဲ့အော်ပြောလိုက်တော့တာပဲငါမင်းကိုလေစိတ်ကဟော့ပေါ့ဆိုင်မှာစောင့်နေတဲ့မနက်3နာရီပါရီသွားမဲ့လေရင်လက်မှတ်ကိုငါဝယ်ထားပြီးအကယ်၍မင်းသာ
ရောက်မလာရင်ဒီဘဝမှာငါမျက်နှာကိုဘယ်တော့မှမြင်ရတော့မှာမဟုတ်ဘူးလို့ပြောပြီးဖုန်းကိုစပွဲပေါ်ဖုန်းကနေမြည်အောင်ချလိုက်တဲ့တိုင်နဲ့ထဲမှာပဲကျွန်တော်မျက်လုံးထဲမှာမျက်ရည်တွေဝဲတက်လာတာပေါ့အဲ့ဒီအခါဝန်ထမ်းမလေးကအငွေတစ်ထောင်ထောင်ထနေတဲ့မှုဖြူစွပ်ပြုတ်တစ်ခွက်နဲ့တတိပကံလေးကိုအမြန်ကင်လာပြီးအကိုစိတ်အေးထားပါဦးဒါလေးရင်တောက်လိုက်ပါအောင်တော့ကြီးစားနဲ့ရန်ဖြစ်လာတာလားဟင်လို့အလွန်မင်းဂယူးတဆိုင်နဲ့မေးရှာတဲ့ကျွန်တော်ကတော့အတန်ကိုတုံတုံရင်ရင်နဲ့ကျေးဇူးပါပဲလို့ပြောလိုက်တယ်ပြီးတော့သူတခြားတယောက်နဲ့ပြောနေတာကိုတွေးမိရင်ဘာမှတောင်စားလို့မရတော့ဘူးလို့ပြောပြီးခေါင်းလိုက်ဆိုင်ချထားလိုက်တာပေါ့ဝန်ထမ်းမလေးကတော့စိတ်ညစ်လေပူစားပေးရလေပေါ့အကိုရဲ့အင်အားရှိမှသူ့နောက်တရားအောင်လုပ်နိုင်မှာပေါ့လို့အားပေးရှာတယ်ကျွန်တော်လည်းခေါင်းညစ်ပြပြီးစွပ်ပြုတ်ကိုဖြည်းဖြည်းချင်းတောက်လိုက်တဲ့ချုံမြင်ပြီးနှွေးထွေးတဲ့အရသာက၆ကပ်နေတဲ့လေချောင်းထဲကိုစီးဝင်သွားတာတကယ်ကိုနေတာထိုင်တာရှိသွားစေတာပဲခဏနေတော့သူမကအလကားရမဲ့ကြက်ဥပေါင်းတစ်ခွက်ထက်ချပေးပြန်တယ်ကျွန်တော်လည်းစိတ်တက်ကြနေတဲ့ပုံစံနဲ့အစာပြေးပစ္စည်းတွေတင်ထားတဲ့စင်စီကိုရှောက်သွားပြီးအမဲသားမုံသုံးစွန်းကြီးကိုကြက်ဥပေါင်းနဲ့ခိုးထည့်လိုက်တာပေါ့ခုံကိုပြန်ရောက်တော့အငမ်းမရစားခြင်းစိတ်ကိုထိမ့်ပြီးလူကြီးလူကောင်းဆက်ဆံပဲတလုတ်ချင်းစီစားနေလိုက်တဲ့မျက်လုံးကတော့ဝန်ထမ်းမလေးနဲ့ဆိုင်မန်နေဂျာကိုအမြဲစောင့်ကြည့်နေတာပေါ့ဝန်ထမ်းမလေးကတော့ကျွန်တော်ကိုတကယ်ကိုဂယုတဆိုင်နဲ့အကိုစိတ်ညစ်နေရင်ကျမတို့ဆိုင်ကအတစ်ထွက်တဲ့ခရမ်းကျင်တီစွပ်ပြုတ်လေးမြည်ကြည့်မလားချူချူချင်းချင်းလေးဆိုတော့ဂရင်းလိုက်စေတယ်လေးလို့ပြောရင်ခရမ်းကျင်တီစွပ်ပြုတ်နဲ့အာလူကြော်တပကံပါထက်ချပေးတယ်သူမကကျွန်တော်ကိုတနာပြီးတိကျင်စိတ်နဲ့ခဏခဏလာမေးနေတော့ကျွန်တော်ခေါင်းထဲမှာတတိပေးခေါင်းလောင်းမိလာပြီးဒါနဲ့ပဲချက်ချင်းမှုတ်ပြောင်းပြီးမျက်ရည်တွေဝဲလာအောင်ထက်လုပ်လိုက်တယ်သူတကယ်ပဲကျွန်တော်ကိုမလို့ချင်တော့ဘူးလားကျွန်တော်ကတကယ်ထွက်သွားဖို့စိတ်မကူးခဲ့ပါဘူးလို့ပြောရင်းခေါင်းကိုမိုက်ဆိုင်ချပြီးအကွက်ကြကြပဲကျွန်တော်ရဲ့ပခုံးတွေကိုတုံရင်းနေအောင်လုပ်ပြီးငိုနေတဲ့ပုံစံဖမ်းလိုက်တယ်မငိုပါနဲ့ရှင်ကျေးဇူးပြုပြီးမငိုပါနဲ့လို့ဝန်ထမ်းမလေးကပြပြတလဲအားပေးရင်ဝက်ဝင်ရုပ်ကြီးတရုပ်ကိုပြေးယူလာပြီးကျွန်တော်လက်ထဲထည့်ပေးရှာတဲ့ဒီဝက်ဝင်လေးကိုအဖော်ပြထားလိုက်ပါတော့အခုလိုရုပ်ဖြောင်းတဲ့သူကိုထားခဲ့တဲ့အတွက်အဲ့ဒီအမျိုးသမီးနောင်တရမှာတေးချပါတယ်တဲ့ကျွန်တော်လည်းအဲ့ဒီဝက်ဝင်ရုပ်ကြီးကိုဖတ်ထားလိုက်ရင်အင်အားမီတာကအရေးပေါ်အခြေအနေ critical ဖြစ်နေလို့နားမကိုဖြစ်တော့မယ်ကျွန်တော်ဖုန်းကိုမနက်2နာရီမှတုံခါ vibrate မယ်ဆိုပြီးအချက်ပေးစနစ်လှုပ်ဝက်ပေးထားလိုက်တယ်ပြီးတော့ပြော့အိနေတဲ့ဆိုဖာပေါ်မှာပဲဝက်ဝင်ရုပ်ကြီးကိုမှီပြီးအိပ်ပျော်သွားခဲ့တော့တာပေါ့ဘလောက်ကြာအောင်အိပ်ပျော်သွားလဲမသိဘူးဝန်ထမ်းမလေးလာနိုးတော့မှနိုးလာခဲ့တဲ့အကိုလေရင်ထွက်တော့မှမဟုတ်ဘူးလားအဲ့ဒီအချိန်မှာပဲကျွန်တော်ပေးထားတဲ့ဖုန်းချက်ပေးတန်ကအကွက်ကြကြတုံခါလာပါတော့တယ်ကျွန်တော်လည်းဖုန်းကိုချက်ချင်းကောက်ကင်ဘယ်သူဖုန်းလဲဆိုတာကိုတော့မကြည့်ပဲမင်းကိုဒီဟော့ပေါ့ဆိုင်မှာ4နာရီတောင်စောင့်နေခဲ့တာအခုထိမလာသေးဘူးလားအဲ့ဒီလူကမင်းအတွက်ဒီလောက်တောင်အရေးကြီးလို့လားအကိုတခါလောက်တောင်လာမတွေ့နိုင်ဘူးလားပြီးတော့ဖုန်းကိုချလိုက်ပြီးဝက်ဝင်ရုပ်ကြီးတဲ့မျက်နှာအကပကုံးတွေတုံနေအောင်လုပ်နေလိုက်တယ်ဆိုင်မန်နေဂျာတောင်ကျွန်တော်ကိုကြည့်ပြီးခေါင်းခါကရှောက်သွားတော့တယ်ဝန်ထမ်းမလေးကတော့စိတ်ကောင်းရှိစွာနဲ့စောင့်တထဲပါခြုံပေးသွားသေးတာဒီလိုနဲ့ပဲအဲ့ဒီညကဆိုဖာကြီးပေါ်မှာကျွန်တော်တညလုံးအိတ်ခွင့်ရသွားပါတယ်နောက်တနေ့မနက်အစောကြီးမှာကျွန်တော်ထွက်သွားဖို့ပြင်တော့ဝန်ထမ်းမလေးကပဲနို့ဆန်ပြုံးနဲ့လက်ဖက်ရည်ဥတွေကိုအလကားကျွေးရှာတဲ့သူမရဲ့မျက်လုံးတွေထဲမှာအားပေးမှုတွေအပြည့်ပဲအကိုစိတ်တက်မကြပါနဲ့အဲ့ဒီအမျိုးသမီးကိုထားခဲ့လိုက်ပါနောက်ထပ်ပိုကောင်းတဲ့သူနဲ့တွေ့မှာပါအစ်စ်ကစနိုင်ဖို့ဂုဏ်ယူပါတယ်တော့တဲ့အခုဆိုကျွန်တော်ရဲ့အင်အားက100ရာခိုင်နှုန်းပြည့်သွားတယ်လို့ဘိုင်လဲဝတ်သွားပါပြီစောစောကလှည့်ကွက်ကတော့တကယ်ကိုအရှက်မဲ့လွန်းလာတယ်လို့တခါပဲသုံးလို့ရမယ့်အကွက်မျိုးပါအခုဆိုရင်တော့ဂိမ်းရဲ့ပစ္စမမြောင်းလေးကိုရောက်ရှိလာပါပြီဟော့ပေါ့ဆိုင်တွေကထွက်လာတာနဲ့ဝိတ်ဝဲတိုးအဖွဲ့နဲ့ထိတ်တိုက်တိုးပါလေရောသူ့အဖွဲ့ကအခုဆိုလူ20ကျော်တောင်ရှိနေပြီသူတို့တွေမုတ်ချောက်ထုတ်တွေဝေနေကြတာကိုမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်ခေါင်းထဲဘုံပေါက်ကွဲသွားတယ်လို့ခံစားလိုက်ရတယ်အဲ့ဒါတွေကကျွန်တော်စီကပျောက်သွားတဲ့မုံတွေပဲကျွန်တော်ဒေါသတကြီးနဲ့သူတို့စီပြေးသွားလိုက်တယ်မင်းငါမုံတွေကိုခိုးသွားတာပဲဒေါသမထွက်ပါနဲ့ဗျာကျွန်တော်ခမ ्या ကိုအဖွဲ့ထဲဝင်ဖို့ဖိတ်ခေါ်တော့ကခမ ्या မှနားမထောင်တာလို့ဝိတ်ကအေးအေးဆေးဆေးပြန်ပြောတယ်အခုချက်ချင်းပြန်ပေးဝိတ်ကသူ့နောက်ကလူတွေကိုလက်ညှိုးထိုးပြတယ်လူ20ကျော်ရဲ့မျက်လုံးတွေထဲမှာလောဘရိတ်တွေကဟုံဟုံတောင်းနေတာပေါ့ကျွန်တော်သူကမ်းပေးတဲ့မုံတစ်ထုပ်ကိုလှမ်းယူလိုက်ပြီးနောက်တလန်းဆုပ်လိုက်တယ်ငါအခုမှမင်းတို့အဖွဲ့ထဲဝင်လို့ရအောင်မလားနောက်ကျသွားပြီဗျာဝိတ်ကအေးဆက်ဆက်ပြုံးလိုက်တယ်ဒီဂိမ်းကတယောက်တည်းဆော့လို့ရတဲ့ဂိမ်းမဟုတ်ဘူးတခြားသူတွေစီကရင်းမြစ်တွေကိုလူယူပြီးအဖွဲ့နဲ့ရှင်တန်ရတာမျိုးခမ ्या မှာပတ်စံလည်းမရှိအစာလည်းမရှိတော့ဘူးဆိုတော့ဘသူအတွက်မှအတုံးမဝင်တော့ဘူးအဲ့ဒီတော့ခမ ्या လုံနိုင်တာတခုပဲရှိတယ်အသေးခံဖို့စောင့်နေလိုက်တော့အဲ့ဒီအချိန်မှာပဲစနစ် system ကနေရုတ်တရက်အမိန့်တစ်ခုထုတ်ပြန်လိုက်ပါတယ်ပစ္စမမြောင်းနေ့ကနေကြိုးဆိုပါတယ်ဂိမ်းကိုပို့ပြီးစိတ်လှုပ်ရှားဖို့ကောင်းအောင်ဒီနေ့ကစပြီးလေးစိတ်ထဲကရေစက်တွေကိုအကုန်ပိတ်လိုက်ပါပြီဒီသတင်းကြောင့်တလေးစိတ်လုံးကကစားသမားတွေဟာဖန်သားပြင်ကြီးပေါ်မှာဒေါသတကြီးနဲ့ပေါ်လောရိုက်သွားကြပါတော့တယ်နောက်ဆုံး3ရက်မှာရေမရှိပဲရှင်ခိုင်းတာကငါတို့ကိုတတ်တာပဲလို့ကစားသမားတွေကအော်ဟစ်နေကြပါတယ်ဝိတ်ရဲ့အဖွဲ့သားတွေကြားမှာလည်းအစာရလို့ပြောနေတဲ့စိတ်တွေပျောက်သွားပြီးအကြောက်တရားတွေလွှမ်းမိုးလာတာပေါ့ရပါပေမဲ့ဝိတ်ကတော့မတုံ့လို့ပါဘူးသူကလူအုပ်ကိုညင်းအောင်လက်မြောက်ပြပြီးတည်ငြိမ်တဲ့အတန်နဲ့ပြောလိုက်တယ်ဘာတွေထိတ်လန့်နေတာလဲရေပဲဥစ္စာသူကကျွန်တော်ကိုစောင့်ကြည့်ရင်းဆက်ပြောတယ်တခြားကစားသမားတွေစီမှာရေးရှိတာပဲတွားလူလိုက်ပေါ့ကျွန်တော်ရင်ထဲဘုံကနေဖြစ်သွားပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့နောက်ကျသွားပါပြီတွေးစာနေတဲ့မျက်လုံးအစုံ20ကျော်ကကျွန်တော်စီမှာဝိုင်းကြလာတယ်သူတို့တွေဟာတွေးနှံ့ရတဲ့ခွေးအုပ်လိုကျွန်တော်စီအုံကနေပြေးဝင်လာကြတာပေါ့ကျွန်တော်ကြောဖို့အိတ်ကိုအတင်းဖက်ထားပေမဲ့လက်နှစ်ဖက်ကလက်စုံ20ကိုမရှင်းနိုင်ပါဘူးအိတ်ကျိုးတွေပြတ်ထွက်သွားပြီးစစ်လဲပွင့်ထွက်သွားတယ်ကျွန်တော်အပင်ပန်းခံဆူထားတဲ့ရေပလင်းကြီးနှလုံးကိုသူတို့အတင်းလူယူသွားကြတယ်လို့ကြားထုတ်လေးတွေကိုလည်းကောက်ယူသွားကြတယ်ကျွန်တော်မြေပြင်ပေါ်ကိုတိုးလဲခံလိုက်ရတဲ့အချိန်မှာမင်းကိုမတက်ပဲလွတ်ပေးတာကငါရဲ့ဂယုနာပဲအခုချက်ချင်းလစ်တော့ကျွန်တော်ချက်ချင်းထပ်ပြီးအာကုန်ပြေးတော့တာပဲဝိတ်စီကလွတ်အောင်ပြေးတာမဟုတ်ဘူးရေရဖို့အတွက်ပြေးတာပါ
တခြားဘယ်သူမှမရိပ်မိခင်ကျွန်တော်အရောက်သွားရမယ့်နေရာကတော့အရေးဆုံးဖြစ်တဲ့နေရာ liquid disposal zone ပါပဲလေစိတ်လုံခြုံရေးစည်းကမ်းအရခီးသည်တွေဟာသူတို့ရဲ့ရေပလင်းတွေဖြော်ရည်ဘူးတွေကိုအထူးစီစဉ်ထားတဲ့အမိုက်ပုံးတွေနဲ့စွန့်ပစ်ခဲ့ကြရတာအခုပြည်တွင်းခီးစဉ်စစ်ဆေးရေးဂိတ်မှာတော့ခါးလောက်မြင့်တဲ့ပလတ်စတစ်ပုံးအကြီး3ပုံးဟာအစီရှိနေပါတယ်အထဲမှာတော့တဝက်ပဲတောက်ရသေးတဲ့ပလင်းတွေမကပဲဖောက်တောင်မဖောက်ရသေးတဲ့ပလင်းတွေပါပြည့်နေနေတာပေါ့ဘေးနားမှာတော့ယူနီဖောင်းဝတ်ထားတဲ့လုံခြုံရေးဝန်ထမ်းတစ်ခါ2ယောက်ကစောင့်ကြပ်နေကြပါတယ်ဒီအမိုက်ပုံးတွေကိုအထင်ရှားကြီးနှိုက်ရှာဖို့ဆိုတာမဖြစ်နိုင်ပါဘူးအခွင့်အရေးကလက်တကမ်းမှာပဲရှိတော့တာကျွန်တော်မျက်နှာကိုအလွန်မင်းစိတ်ဆင်းရဲနေတဲ့ပုံစံချက်ချင်းပြောင်းလိုက်ပြီးစစ်စေးဂိတ်ကအမိုက်ပုံးတွေစီတန်းတန်းမတ်မတ်လျှောက်သွားလိုက်တယ်ကျွန်တော်အတန်ကိုတုံတုံရင်မိုးတံပါကြီးနဲ့ပြောပြီးလူအုပ်ကြားထဲတိုးဝင်သွားတာကြောင့်လုံခြုံရေးဝန်ထမ်းတွေရဲ့အာယုံဆိုင်မှုကိုရသွားတာပေါ့အခုတန်းစီပေးပါလို့ဝန်ထမ်းတစ်ယောက်ကမျက်မှောင်ကျုပ်ပြီးကျွန်တော်ကိုတားတယ်တောင်းပန်ပါတယ်ကျွန်တော်အလန့်တကြားနဲ့စကားတွေကိုအမြန်ပြောပြီးအမိုက်ပုံးတွေကိုလက်ညှိုးထိုးပြလိုက်တယ်ကျွန်တော်လက်စွပ်အဲ့ဒီနားမှာကြကြံခဲ့တယ်ထင်လို့ပါအဲ့ဒါကျွန်တော်အဖွားပေးခဲ့တဲ့အမတ်တရလက်စွပ်လေးမှုလို့ပါခဏလေးပဲရှာခွင့်ပြုပါဗျာစကားပြောနေရင်းနဲ့မျက်ရည်တွေပါအမှန်တကယ်ကျလာတဲ့အထိကျွန်တော်တရုပ်ဆောင်လိုက်တာမြန်မြန်လုံးတော့တခြားသူတွေကိုအနောက်ရှက်မပေးနဲ့ဆိုပြီးဖယ်ပေးလိုက်တယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်သူ့ကိုအထက်ထက်ကျေးဇူးတင်ပြီးအမိုက်ပုံးတွေစီခုံအုပ်လိုက်တော့တာပဲဘသူ့ကိုမှအနောက်ရှက်မဖြစ်အောင်ဒီအမိုက်အိတ်တွေကိုဘေးခဏရွှေ့လိုက်ပါမယ်လို့ပြောရင်အမိုက်အိတ်ကြီး3အိတ်ကိုအသားလေးဆွဲထုတ်ပြီးဝန်ထမ်းမမြင်နိုင်တဲ့နေရာကိုတည်သွားလိုက်တယ်အမြန်တုံမဖောက်ရသေးတဲ့ရေပလင်းတွေကိုအိတ်ထဲပြည့်ထည့်ပြီးစစ်စေးဂိတ်ကနေခက်မြင်မြန်လေးထွက်လာခဲ့တဲ့ရင်တွေလည်းပေါက်ထွက်မတက်တိတ်တိတ်ခုန်နေတာပေါ့အချိန်ဆွဲမနေပဲအနီးနားကလူရှင်းတဲ့အိမ်သားထဲဝင်ပြီးတကားကိုချက်ထိုးလိုက်တယ်ကျွန်တော်မှဒီလောက်ရေများကြီးရှိနေတာကိုတခြားကစားသမားတွေသိလို့လုံးဝမဖြစ်ဘူးကျွန်တော်အိမ်သာခွက်ပေါ်တရက်မျက်နှာချက်ကအချက်ကိုမလိုက်ပြီးရေချို့ကိုအပေါ်မှာကွက်ထားလိုက်တယ်ပြီးတော့အိမ်သာထဲကပြန်ထွက်တခြားနေရာလွတ်တွေကိုရှာပြီးကြံတဲ့ရေတွေကိုထောက်ဝက်လိုက်တာပေါ့ရင်းရဲ့ပစ္စမမြောင်းလေးမှာတော့ကစားသမား69ယောက်ပဲကြံမာတော့တယ်ဝိတ်ရဲ့အဖွဲ့က25ယောက်တောင်ရှိနေပြီသူတို့ဟာကျန်းကောက်အုပ်တွေလိုပဲလေစိတ်အနှက်လှည့်ပတ်ပြီးတခြားကစားသမားတွေစီကရေနဲ့အစားအစာတွေကိုအတင်းလူယူနေကြတာမုံချောက်တစ်ဖက်တောင်မကြံအောင်ပဲပြန်ခုခံတဲ့သူဆိုရင်လည်းဝိုင်းရိုက်ကြတာပေါ့ထူးဆန်းတာကဖျားတွေကကစားသမားချင်းချင်းအကြမ်းဖက်တာကိုမမြင်ချင်အောင်ဆောင်နေပြီးလုံခြုံရေးတွေလည်းလာမတားကြဘူးအဲ့ဒီအချိန်မှာပဲကစားသမားတစ်ယောက်ဟာတွေးရင်းတကြားတက်လွန်ကဲစွာကျဆင်းပြီးကြမ်းပြင်ပေါ်လဲကျသွားတယ်သူတည်သွားပြီလားလို့တခြားကစားသမားတစ်ယောက်ကထိတ်လန့်တုန်လှုပ်စွာနဲ့မေးရှာတယ်အဖြူဝတ်စုံဝတ်စည်းတက်သားတွေချက်ချင်းရောက်လာပြီးသူ့ကိုလူနာတင်ကရင်ပေါ်တင်အဖြူရောင်ပိတ်စနဲ့အုပ်ပြီးတဲသွားကြတာမျက်စိတမိတ်တွင်းမှာပဲစနစ်ကထပ်မံကျင်းညာပြန်တယ်ကစားသမား63အင်အားမီတာသူများဖြစ်သွားတဲ့အတွက်ထုတ်ပယ်လိုက်ပြီးကျွေးမီဒေါ်လာ1 သန်းဒီနေ့မှာတော့ထုတ်ပယ်ခံရတဲ့သူတွေတော်တော်များလာပြီးလူဦးရေကလည်းတိတိတတ်တာလျော့နေလာပြီကျွန်တော်အနေနဲ့ဝိတ်ရဲ့အဖွဲ့ကိုရှင်းနိုင်ဖို့အတွက်လူမှန်တဲ့မဟာမိတ်အဖွဲ့တစ်ခုကိုရှာရတော့မယ်လွန်ခဲ့တဲ့ရက်တွေကမြင်ခဲ့ရတဲ့သူတွေကိုပြန်စဉ်းစားကြည့်တော့နံပါတ်48ဦးဆောင်တဲ့6ယောက်ဖွဲ့ကိုတတိယလိုက်တယ်သူတို့အဖွဲ့သားတွေကတယောက်ချင်းစီမှာအရေးချင်းရှိကြသလိုပလာတောင်းလူတွေကြီးပဲကျွန်တော်သူတို့ကိုစိုက်ရောက်ခံပါတဲ့မှာတွားရှာပြီးခဏဆောင်ကြည့်နေလိုက်တယ်သူတို့အခြေအနေကတိတ်မကောင်းဘူးပြတယောက်ဆိုရင်နှက်ခမ်းတွေကွဲအပ်နေပြီးနောက်တစ်ယောက်ကလည်းနှက်ခမ်းကိုခဏရှာနေတတ်နေတယ်နော်တံမိုးကြီးအိတ်ကိုကင်ပြီးသူတို့စီလျှောက်သွားလိုက်တယ်ကျွန်တော်နာမည်လီယိုပါကစားသမား66ပေါ့ခင်ဗျားတို့အဖွဲ့နဲ့ဝင်ချင်လို့ပါကျွန်တော်ကတော့ဘာမှမပြောဘဲအိတ်ကိုကမ်းပေးလိုက်တဲ့အထဲမှာရေသုံးပလင်းရှိနေတာကိုမြင်လိုက်ရတဲ့အချိန်မှာသူတို့မျက်လုံးတွေဟာအယောင်တောက်သွားပါတော့တယ်ကျွန်တော်ကတော့ပွန့်ပွန့်လင်းလင်းပဲပြောမယ်ကျွန်တော်မှစိတ်ချရတဲ့ရေရရှိမဲ့နေရရှိတဲ့တစ်ဖွဲ့လုံးအတွက်လိုအပ်တဲ့ရေပမာဏကိုကျွန်တော်အာမခံနိုင်တယ်အလဲအလဲအနေနဲ့ကတော့ခင်ဗျားတို့အဖွဲ့နဲ့ဝင်ခွင့်ရဖို့နဲ့အစားအစာခွဲဝေပေးဖို့ပဲညံကောင်းတဲ့ကစားသမား33ကနင်းမှာရေဘယ်လောက်ရှိလို့လဲကျွန်တော်ကတော့ပြက်ပြက်တတပဲညင်းလိုက်တယ်ခင်ဗျားတို့တည်ထားဖို့ကကျွန်တော်ရေရအောင်လုပ်ပေးနိုင်တယ်ပြီးတော့အဖွဲ့သားတွေနဲ့ဝေမျှပေးမယ်ဆိုတာပဲဒါပေမဲ့ရေဝက်ထားတဲ့နေရာကိုတော့ကျွန်တော်တယောက်ပဲသိမယ်အဲ့ဒါကကျွန်တော်ရဲ့အသက်အာမခံပဲလေနံပါတ်48ကသူ့အဖွဲ့သားတွေကိုတစ်ချက်လက်ကြည့်ပြီးအချက်ပြလိုက်ကြတယ်ကောင်းပြီလီယိုကြိုးဆိုပါတယ်ငါနာမည်ဒေမွန်ဒန်မန်တော့လဲခေါင်းညှိပြပြီးခင်ဗျားတို့နဲ့လက်တွဲရတာဝမ်းသာပါတယ်လို့ပြန်ပြောလိုက်တာပေါ့ဂိမ်းရဲ့ဆက်ထမမြောင်းနေမိုးတောက်ရဟာမျောလင်းချက်တွေတဲဆောင်မလာပဲပုံမူနဲ့ဆိုင်နဲ့စိတ်ပြအားငယ်မှုတွေကိုပဲယူဆောင်လာခဲ့တယ်ကျွန်တော်ရေထက်ရမလားဆိုပြီးလူတယောက်ထဲသွားကြည့်ပေမဲ့အဲ့ဒီမှာလုံခြုံရေး9ယောက်တောင်စောင့်နေပြီးအရေးဆုံးပြစ်တဲ့ပုံတွေကိုမျက်တောင်မခတ်တန်းကြည့်နေကြတယ်စနစ်ကဒီလမ်းကြောင်းကိုလည်းပိတ်လိုက်ပြန်ပြီးနောက်ဆုံးရနိုင်မဲ့ရေရင်းမြစ်လည်းတက်ွယ်သွားခဲ့ပါပြီရေငတ်တံကိုမခံနိုင်တဲ့ကစားသမားတွေဟာအိမ်သာတွေကရေတွေကိုခိုးတောက်ခဲ့ကြတာပေါ့ဒါပေမဲ့ညဉ့်ညမ်းနေတဲ့ရေတွေကြောင့်သူတို့အားလုံးသတိလစ်လဲကြပြီးဂိမ်းကနေထုတ်ပယ်ခံလိုက်ရတယ်အဲ့ဒီအချိန်မှာပဲလေစိတ်ရဲ့ကြီးညာချက်တံဟာသတိပေးချက်မရှိဘဲထွက်ပေါ်လာပြန်ပါတယ်ကစားသမားများထုတ်ပယ်မှုကိုအရှိန်မြင့်ဖို့နဲ့နောက်ဆုံးပွဲစဉ်အတွက်ပြင်ဆင်နိုင်ဖို့အခုကစပြီးရှင်တန်ချင်းအတွက်ဖယ်ထုတ်မှုကိုစတင်လိုက်ပါပြီဒီနေ့ညတက်ကောင်ရံမှာပိုက်ဆံမှုရေငတ်မှုနဲ့အင်အားမီတာရမှတ်အနည်းဆုံးကစားသမား20ကိုထုတ်ပယ်သွားမှာဖြစ်ပါတယ်ဒါအပြင်အစားအစာရေနဲ့ဆေးဝါးတွေပါတဲ့အရေးပေါ်ရိတ်ခါတစ်တာ3လုံးကိုထဲမှာဂျပန်ချပေးသွားမှာဖြစ်ပြီးဒီနေရာကိုမြေပုံပေါ်မှာတစ်ချိန်စီကြီးညာပေးသွားပါမယ်ဒီသတင်းကြောင့်တလေးစိတ်လုံးစိတ်ပြအားငယ်မှုတွေနဲ့ဆဲဆူတန်တွေစူညံသွားတော့တာပဲဒီရုပ်မာတဲ့စနစ်ကကျွန်တော်တို့အားလုံးကိုအကျွေးတင်အောင်လုပ်နေတာရေကိုအရင်ဖြစ်တယ်ပြီးတော့တယောက်နဲ့တယောက်တက်ခိုင်းတယ်တကယ်ကိုအကွက်ကြကြကစားနေတာပဲ terminal 3ကိုသွားတာဟာကိုတက်သေးတာနဲ့အတူတူပဲလို့ကစားသမားတွေအော်နေကြပေမဲ့ကြောက်စိတ်ကတော့တောမီလိုပြန့်နှံ့နေပါပြီဒေမွန်ကကျွန်တော်ကိုစိုက်ကြည့်ရင်းမေးလာတယ်ပြောစမ်းပါဦးမင်းလိုပတ်စံမရှိတဲ့သူကဒီလိုအကြက်တဲထဲမှာဘယ်လိုရှင်းတတ်မလဲကျွန်တော်ပြုံးလိုက်တဲ့ပတ်စံမရှိတဲ့သူရဲ့ရှင်းတန်ချင်းလမ်းကြောင်းဆိုတာထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်တာမျိုးမဟုတ်ဘူးပြအကွက်တွေကိုလေးလာမဲ့ဟာကွက်တွေကိုရှာမယ်ပြီးရင်တော့ပတ်စံမရှိတဲ့သူရဲ့ရှင်းတန်နီးကတော့ရှုပ်ထွေးအောင်လုပ်ပြီးရေကြီးရမျက်နှာရရှာတာပဲ
အဲ့ဒီအချိန်မှာပဲပထမဆုံးအရေးပေါ်ရိတ်ခါတစ်တာကျလာပါပြီဒီနေရာက terminal 3အထက်ဘက်ကဝန်ထမ်းနေဆောင်တဲ့မကြခင်မှာပဲဝေးရဲ့အဖွဲ့သားတွေအစုလိုက်ပြုံလိုက်ပြေးသွားကြတဲ့ခြေတံတွေကိုအဝေးကနေကြားလိုက်ရတယ်ဒီမုံကလည်းကျွန်တော်တို့အဖွဲ့ကိုဥဆောင်ဖို့ပြင်လိုက်တာပေါ့နေဦးကျွန်တော်သူ့လက်မောင်းကိုလှမ်းဆွဲလိုက်တယ်အဲ့ဒီနေရာကဝန်ထမ်းနေဆောင်တော့အဲ့ဒါဘာကိုဆိုလိုတာလဲခမရတိလားကျွန်တော်ခဏရက်ပြီးဆက်ပြောလိုက်တယ်ဒီပထမဆုံးတက်တာက1600ပဲအဲ့ဒီကိုအရင်ဆုံးရောက်တဲ့သူဟာထုတ်ပယ်ခံရမှာတေချာတဲ့စနစ်ကအခမဲ့ရေစက်တွေကိုပိတ်တဲ့အမိုက်ပုံးတွေကိုလုံခြုံရေးချထားတယ်ဒါဟာစီကံတစ်ခုကိုပဲခဏခဏတတိပေးနေတာအဲ့ဒါကအန်ခတ်စီကံတွေကိုချိုးဖောက်လို့မရဘူးကဆိုတာပဲဝန်ထမ်းနေဆောင်ဆိုတာကစားသမားတွေဝင်ခွင့်မရှိတဲ့နေရာဘယ်သူမှဆိုအတင်းဝင်ဖို့စူးစမ်းတာနဲ့စနစ်ကကျူးကျော်ဝင်ရောက်မှုနဲ့ချက်ချင်းထုတ်ပယ်ပြစ်လိုက်မယ်ကျွန်တော်အီတန် FN နဲ့မီယာမာယာကိုသွားပြီးစုံစမ်းခိုင်းလိုက်တယ်သူတို့ပြန်ပြောတာကတော့ဝေးဟာအဲ့ဒီနေရာတွေကိုဘယ်သူကမှအတင်းဝင်မခိုင်းဘူးတဲ့အဲ့ဒီအစာသူ့အဖွဲ့ကိုအုပ်စုခွဲပြီးဝန်ထမ်းနေဆောင်ကိုတွားတဲ့လမ်းကြောင်းအားလုံးကိုပိတ်ထားလိုက်တယ်သူ့ရဲ့နီးပြူဟာကပိတ်ဆို့ရေးပဲသူကိုယ်တိုင်လည်းအနည်းမခံဘူးတခြားသူကိုလည်းမရအောင်တားထားတယ်အဲ့ဒီအချိန်မှာတယောက်တည်းစော့နေတဲ့ကစားသမားတချို့ကတော့ယူတူလူမတက်ဖြစ်နေကြပြီးသူတို့ရဲ့မီတာတွေကအောက်ဆုံးကိုရောက်နေပြီဆိုတော့ဒီနေ့ညထုတ်ပယ်ခံရဖို့ကတေချာနေပြီလေကျွန်တော်တိုင်တိုင်ရဲ့နောက်မှာပုံနေရင်အဖွဲ့သားတွေကိုတိုးတိုးလေးပြောလိုက်တယ်ဝန်ထမ်းနေဆောင်ရဲ့ကပြ key card ကဘေးနားကမိသက်ဘူးဗီဒီယိုထဲမှာရှိတယ်မင်းအတီပြောနေတာလားစနစ်ကအဲ့ဒီမှာထားခဲ့တယ်ဟုတ်လားဝေးရဲ့လူတွေကတကားကိုစောင့်နေကြတာငါတို့ကကပ်ပြားကိုနှိုက်ဖို့အချိန်ကောင်းကိုစောင့်ရမယ်။တိုင်ရဲ့တစ်ဖက်မှာရှိနေတဲ့တကိုယ်တော်ကစားသမားတစ်ယောက်ကဒါကိုအမှတ်မထင်ရှားသွားပါလေရော။သူဟာအားစေးအပြည့်ထိုးလိုက်ရတယ်လို့မျိုးမျက်လုံးတွေတောက်ပသွားပြီးမိသက်ဘူးဗီဒီယိုစီကိုအတင်းပြေးဝင်သွားတော့တာပဲ။သူဝိတ်ကအော်လိုက်ပေမဲ့နောက်ကျသွားပါပြီ။အဲ့ဒီကစားသမားဟာဗီဒီယိုမှန်တကားကိုဆွဲဖွင့်လိုက်တဲ့အချိန်မှာတော့အထဲမှာကပ်ပြားဆိုတာမရှိပါဘူး။တပြိုင်နက်တည်းမှာပဲလက်နက်အပြည့်စုံတဲ့လုံခြုံရေး6ယောက်ဟာကောင်းကင်ကကျလာတဲ့စစ်သားတွေလိုရုတ်တရက်ရောက်လာကြတယ်။နေရာတစ်ခုလုံးပေါ်လောရိုက်သွားတာပေါ့။လုံခြုံရေးတွေကဘသူဗီဒီယိုဖွင့်လဲဆိုတာကိုဂရုမစိုက်ဘူး။အဲ့ဒီနားမှာရှိနေတဲ့ဝေးရဲ့အဖွဲ့သားတွေနဲ့ဗီဒီယိုဖွင့်တဲ့လူကိုပါလုံခြုံရေးတုပ်တွေနဲ့ထိုးညက်ပြီးအတင်းဆွဲထုတ်သွားပါတော့တယ်ထုတ်ပယ်ခံရကြောင်းကြေညာချက်တွေကတစ်ခုပြီးတစ်ခုထွက်လာတယ်ဝိတ်ဟာမျက်စိတမိတ်တွင်းမှာတင်သူ့လူ9ယောက်ကိုဆုံးရှုံးလိုက်ရပြီးအဖွဲ့သား20ပဲကျန်ပါတော့တယ်ရိတ်ခါတက်တာကလည်းဘယ်သူမှမရလိုက်ဘူးလေအဲ့ဒီအချိန်မှာပဲဒုတိယမြောက်တက်တာပေါ်လာပြန်ပြီးဒုတိယမြောက်အရေးပေါ်ရိတ်ခါတက်တာပေါ်လာပါပြီးဒီနေရာက terminal 3အဆင့်3တွေနားနေဆောင်အဝင်ဝမှာပါဝိတ်ဖနားနေဆောင်ဆိုတာကပုံမှန်အဖြစ်ဝန်ထမ်းတွေအပြည့်နဲ့လုံခြုံရေးအလွန်တင်းကျပ်တဲ့နေရာမျိုးပါကျွန်တော်တို့အဝေးကနေလှမ်းကြည့်လိုက်တော့အောက်3ထပ်ကိုတက်မဲ့ဓာတ်လေကားကိုဝေးရဲ့လူတွေကပိတ်ဆို့ထားပြီးသားဖြစ်နေပြီဝိပနာနေဆောင်ရဲ့ကော်ဖီစားပွဲပေါ်မှာငွေအောင်တစ်တာကြီးကတိတိတတ်တာကြီးတရှိနေတာပေါ့ငါတို့ဘာလုပ်ကြမလဲဒီတစ်ခါတော့အနားတောင်ကတ်လို့မရတော့ဘူးလို့မီယာကစိုးရိမ်တကြီးပြောလာတယ်ကျွန်တော်ကတော့မီယာလက်ထဲကိုကျွန်တော်ဖုန်းကမ်းပေးလိုက်ပြီးဒါကိုပစ္စည်းပျောက်ရှာဖွေရေးဌာနကိုတွားအပ်လိုက်လို့ခိုင်းလိုက်တာပေါ့ရှင်မီယာကကျွန်တော်ဖုန်းကိုပစ္စည်းပျောက်ဌာနမှာတွားအပ်ပြီးနိုင်ဝက်လောက်အကြာမှာတော့ကျွန်တော်ဟာအလက်တကြားဖြစ်နေတဲ့ပုံစံဖမ်းပြီးအဲ့ဒီဌာနကိုရောက်သွားခဲ့တယ်ကျွန်တော်ဖုန်းတစ်လုံးနဲ့ကတ်တကက်ပျောက်သွားတယ်လို့ပြောလိုက်တာပေါ့တကယ်တော့လေးစိတ်ထဲရှောက်သွားနေတော့ကအစားအစာရမလားဆိုပြီးဗစ်နားနေဆောင်ဘက်ကိုကျွန်တော်အကဲခတ်ခဲ့ဘူးလေအထဲဝင်တဲ့သူတိုင်းဟာအနက်ရောင်ဘက်ကတ်ကိုအသုံးပြုတာကျွန်တော်သတိထားမိခဲ့တာလေဒီလောက်ကြီးမားတဲ့လေးစိတ်ကြီးမှာဘက်ကတ်ပျောက်တဲ့သူတယောက်မှမရှိဘူးဆိုတာမဖြစ်နိုင်ဘူးမဟုတ်လားကျွန်တော်ကဝန်ထမ်းကိုဖုန်းနဲ့ဘက်ကတ်ရဲ့ပုံစံကိုပြောပြလိုက်တဲ့အခါဝန်ထမ်းကကျွန်တော်ဖုန်းနဲ့ဘက်ကတ်တကက်ကိုတကယ်ပဲရှာတွေ့ခဲ့တယ်ဒါတွေလားရှင်းပစ္စည်းတွေလို့မေးတော့ကျွန်တော်ကဟုတ်တယ်ဒါတွေပါပဲလို့ဝမ်းသာအားရနဲ့ယူလိုက်တာပေါ့နေပါဦးဒါတွေကရှင်းပစ္စည်းတွေမှန်ကြောင်းတက်တည်ပြဖို့လိုသေးတယ်လို့ဝန်ထမ်းကပြောတဲ့အချိန်မှာမာကတ်ကဝန်ထမ်းရဲ့အာယုံကိုတစ်ဖက်ကနေလွှဲပေးလိုက်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ကဖုန်းကိုမျက်နှာနဲ့ဖွင့်လိုက်ပြီးဖုန်းထဲမှာရှိနေတဲ့ဘက်ကက်ရဲ့ဓာတ်ပုံကိုခိုးရိုက်လိုက်တာပေါ့ပြီးမှဝန်ထမ်းကိုပြလိုက်တယ်ဒီမှာကြည့်ပါဒီဖုန်းကကျွန်တော်မျက်နှာနဲ့ပွင့်သွားတယ်လို့ဖုန်းထဲမှာလည်းဒီဘက်ကက်ရဲ့ဓာတ်ပုံရှိပါတယ်လို့ပြောလိုက်တယ်အချက်လက်တွေအကုန်ကိုက်ညီသွားတဲ့အတွက်ဝန်ထမ်းကကျွန်တော်ကိုတွားခွင့်ပြုလိုက်ပါတယ်ကျွန်တော်လည်း bike နားနေဆောင်စီကိုခက်တီတီပဲရှောက်သွားလိုက်ပြီးခီးတဲ့တစုဟာလေးစိတ်အတွင်းပြေးဆွဲတဲ့လျှက်စစ်ကားလေးပေါ်တက်နေကြတာနဲ့အကွက်ကြကြပဲကျွန်တော်လည်းသူတို့ကြားတဲ့ရောရောင်ပြီးလိုက်သွားလိုက်တဲ့ဝိတ်ရဲ့ကင်းဆောင်တွေရှိကနေတင်ပဲဘာမှမသိလိုက်ပဲအေးအေးဆေးဆေးဖြတ်သွားနိုင်ခဲ့တာပေါ့ဗျနားနေဆောင်အဝင်ဝါကိုအားလုံးရဲ့မျက်စိရှိမှတင်စိုက်စိုက်မြန်းမြန်းရောက်သွားခဲ့ပြီးဝန်ထမ်းကကတ်ကိုယူပြီးဆက်မှာဖြတ်လိုက်တဲ့အခါမီးစိမ်းလေးလင်းသွားပါတော့တယ်ကြိုးဆိုပါတယ်ပလက်တီနမ်အဖွဲ့ဝင်ခင်ဗျာတကားတွေပွင့်သွားတဲ့အချိန်မှာပဲကျွန်တော်ကိုတစ်ချိန်လုံးစောင့်ကြည့်နေတဲ့ဝိတ်ကအော်တော့တာပဲအဲ့ဒီကောင်ကတ်ကိုခိုးလာတာတဲ့ဒီဝက်ပုတ်ကတော့တကယ်ကိုလူလဲကြလုံးနဲ့အဲ့ဒီမှာတင်ဒီမွန်နဲ့ကျွန်တော်တို့အဖွဲ့ကဝိတ်ရဲ့လူတွေကိုဓာတ်လေကားနားမှာထိတ်တိုက်ရင်ဆိုင်တားဆီးပေးလိုက်ကြတယ်6ယောက်နဲ့10ယောက်ဆိုပေမဲ့အခြေအနေကတိတ်တော့မဆိုးလာပါဘူးရုံရင်းဆန်ခတ်ဖြစ်နေတာကိုအခွင့်ကောင်းယူပြီးကျွန်တော်မှန်တကားတဲ့ကိုပြေးဝင်ကရိတ်ခါတက်တာကိုလှမ်းယူလိုက်တယ်စနစ်ရဲ့အတန်ကတော့နားထဲမှာနှက်တန်ချလိုက်ရတယ်လို့ပါပဲဂုံယူပါတယ်ကစားသမား66ရိတ်ခါတက်တာကိုရရှိသွားပါပြီအထက်ကပစ္စည်းတွေကိုကစားသမား66ကတတ်မှတ်တဲ့သူတွေပဲသုံးဆွဲခွင့်ရှိမှာဖြစ်ပြီးခွင့်ပြုချက်မရှိပဲလူယူခြင်းဟာအကျုံးမဝင်ပါဘူးပြီးတာနဲ့တတိယမြောက်တက်တာအတွက်ကြေညာချက်ထွက်လာပြန်ပါတယ်တတိယမြောက်အရေးပေါ်ရိတ်ခါတက်တာပေါ်လာပါပြီဒီနေရာက terminal 3အလဲဘဟိုသတင်းချက်လက်ကောင်တာအပေါ်မှာပါဝိတ်ဝဲကတော့ချက်ချင်းပဲဆုံးဖြတ်ချက်ချပြီးဝက်ဖာနားနေဆောင်ကတိုက်ပွဲကိုလက်လွတ်လိုက်တဲ့သူ့လူတွေအကုန်လုံးကိုသတင်းချက်လက်ကောင်တာဘက်ကိုပြောင်းခိုင်းလိုက်တာပေါ့ဝက်နားနေဆောင်မှာဘယ်သူမှမကြံတော့တဲ့အချိန်မှာကျွန်တော်လည်းရိတ်ခါတက်တာကိုဖွင့်ကြည့်လိုက်တော့အထဲမှာကျွန်တော်တို့9ယောက်လုံးတရက်စာ AC အသက်ဆက်နိုင်တဲ့အစားအသောက်တွေအပြည့်ပဲလီယို
မင်းကြောင့်ငါတို့အသက်ရှင်ရတာပဲလို့ဒီမွန်ကလိုက်လိုက်လဲလဲပြောရှာတယ်တခြားကစားသမားတွေကတတိယမြောက်တစ်တာအတွက်တနက်မပါတဲ့စစ်ပွဲကိုဆင်နွှဲနေချိန်မှာကျွန်တော်တို့အဖွဲ့ကတော့အဝေးကနေပဲအားပြန်ဖြစ်နေကြတာပေါ့အဲ့ဒီတတိယတစ်တာအတွက်တော့ဝိတ်ဟာလူကြီးလူကောင်းဟန်ဆောင်မနေတော့ပဲသူ့ရဲ့ကြမ်းကြုတ်တဲ့ဗီဇကိုအကုန်ထုတ်သုံးပါတော့တယ်နောက်ဆုံးမှာတော့လူအင်အားများတဲ့ဝိတ်တို့ဖွဲ့ပဲနိုင်သွားခဲ့တယ်ဒါပေမဲ့ဒီမွန်ပြောတာမှန်တယ်ဗျရိတ်ခါတစ်တာတစ်လုံးကဝိတ်ရဲ့လူတွေအကုန်လုံးအတွက်မလုံလောက်ဘူးစနစ်ရဲ့အေးဆက်ဆက်အချိန်မှတ်တန်ကတော့တိတ်တဆိတ်ထွက်ပေါ်နေတော့မယ်လေးစိတ်တစ်ခုလုံးရဲ့လေထုကအသက်ရှူရကြက်မတက် PR တွေများနေပြီစနစ်ရဲ့အဆင့်သတ်မှတ်ချက်ကြီးညာချင်းစတင်ပါပြီဗိုက်စာမှုရင်းငတ်မှုနဲ့အင်အားမီတာရမှတ်အနည်းဆုံးကစားသမား20ကိုထုတ်ပယ်လိုက်ပါတယ်အေးဆက်ဆက် electronic အတန်ကြီးကကဏ္ဍတွေကိုတစ်ခုပြီးတစ်ခုဖတ်နေတာရင်ထိတ်ထိတ်ပါပဲကျွန်တော်တို့9ယောက်ဖွဲ့ကလွှဲရင်ကြံတဲ့တကူတော့ကစားသမားတွေအကုန်လုံးထုတ်ပယ်ခံလိုက်ရတယ်ဝိတ်ရဲ့အဖွဲ့တော်မှရိတ်ခါကိုမမျှမတခွဲဝေစားခဲ့ရတဲ့အတွက်လူ13ယောက်ပဲကြံပါတော့တယ်ကြီးညာချက်ပြီးမှလေးစိတ်ကြီးတစ်ခုလုံးတင်းချိုင်းကုန်းလိုတိတ်ဆိတ်သွားခဲ့တယ်အခုဆိုကစားသမား20ပဲကြံတော့ပြီးတယောက်ကိုဒေါ်လာ1သန်းနှုန်းနဲ့စုချင်းငွေကဒေါ်လာ20သန်းတောင်ဖြစ်သွားပါပြီအကယ်၍ကစားသမားအားလုံးထုတ်ပယ်ခံရပြီးနောက်ဆုံးကြံရစ်တဲ့အနိုင်ရသူဟာစုချင်းငွေဒေါ်လာတန်း20အပြင်နောက်ထပ်ဒေါ်လာတန်း100ပါထပ်ဆောင်ရရှိမှာဖြစ်လို့စုစုပေါင်းဒေါ်လာတန်း120တောင်ရမှာပါဝိတ်ကတစ်ဖက်ကနေကျွန်တော်တို့ကိုစိုက်ကြည့်နေတဲ့သူ့မျက်လုံးတွေထဲမှာသွေးစာနေတဲ့အရေးအယောင်တွေတောက်လောင်နေတာပဲဝိတ်ကတစ်ဖက်ကနေကျွန်တော်တို့ကိုစိုက်ကြည့်နေတဲ့သူ့မျက်လုံးတွေထဲမှာသွေးစာနေတဲ့အရေးအယောင်တွေတောက်လောင်နေတာပဲငါတို့အချင်းချင်းတော့ထိခိုက်နေတာအောင်မလုပ်ချင်ဘူးဒါပေမဲ့ငါတို့ကလူရင်အားတာတယ်ဟို9ယောက်ကိုအရင်ရှင်းပြမယ်ပြီးရင်တန်း120ကိုငါတို့13ယောက်ခွဲယူကြမယ်ကျွန်တော်တို့ဘက်မှာတော့ဒီမိုရဲ့မျက်နှာကတေတင်းနေတယ်အားလုံးစိတ်အေးထားကြစနစ်ရဲ့လက်ကွက်ထဲမဝင်သွားစေနဲ့ဝိရဲ့အဖွဲ့ကငါတို့ကိုအရင်ဆုံးရှင်းထုတ်ဖို့တေချာပေါက်ပူးပေါင်းကြလိမ့်မယ်ဒါကြောင့်ငါတို့အချင်းချင်းသစ္စာမဖောက်ကြည့်ပဲငါတို့9ယောက်ကသူတို့13ယောက်ကိုရှင်းထုတ်ပြီးတန်း120ကိုခွဲယူကြတာကအခုလောလောဆယ်အကောင်းဆုံးအဖြစ်ပဲလို့ပြောလိုက်တဲ့တက်ပီကတော့ကျမ်းပြင်ပေါ်ခွေချသွားရှာတယ်ဘယ်လိုလုပ်မလဲငါတို့ကသူတို့ထက်လူနေတယ်လေငါတို့ကတားတက်ယုံအပုတ်ခံရမယ်တိုးပေါက်လေးတွေလိုဖြစ်နေပြီးတက်ကောင်ရဲ့အချိန်ကိုရောက်လာပါပြီခန္ဓာပြင်ကြီးပေါ်မှာတွေးရောင်လိုညီရဲနေတဲ့24နာရီနောက်ပြန်ရေးတွက်တဲ့နာရီကြီးပေါ်လာတဲ့လေစိတ်တစ်ခုလုံးရဲ့မီးရောင်တွေကကြမ်းတမ်းဆူရှာတဲ့တွေးရောင်တွေဖြစ်ပြောင်းသွားပြီးယူသွတ်မတက်တစ်ဖြက်ဖြက်လင်းလက်နေတော့တယ်နာကွဲမတက်အချက်ပေးတန်ကြီးကစပီကာကနေလာတာမဟုတ်ပဲကျွန်တော်တို့ရဲ့အုံနောက်တွေထဲကိုတိုက်ရိုက်ထိုးဖောက်ဝင်ရောက်လာတာပါစောစောလေးကမှရှုပ်ရှက်ခတ်နေတဲ့ခီးတဲ့တွေဝန်ထမ်းတွေနဲ့လုံခြုံရေးတွေအားလုံးအရေးရောင်တောင်မကြံပဲရုတ်တရက်ပြောက်ကွယ်သွားကြတယ်ကျေပြောလာတဲ့ terminal 3ကြီးထဲမှာကျွန်တော်တို့ကစားသမား20ပဲကြံပါတော့တယ်ကြောက်စိတ်တွေလွှမ်းမိုးသွားပြီးနောက်ကျွန်တော်တို့9ယောက်သားအပြေးလွှားထွက်ပြေးကြတယ်ကြောက်ဆိုတဲ့အတန်နဲ့အတူဝိရဲ့ဒေါသတကြီးဟိဟောက်နေတဲ့မျက်နှာရှိမှတင်တကားကပိတ်သွားခဲ့တယ်သူတို့ကိုအလွတ်မပေးနဲ့အကုန်တက်ပြစ်ပစံတွေကငါတို့ဟာပဲလိုဝိတ်ကအော်နေခဲ့တာတက်လေကားကအောက်ကိုအရှိန်နဲ့ဆင်းသွားပြီးမြေအောက်ကပါကင်ကိုရောက်သွားတယ်လေတူးထဲမှာတော့ဓာတ်စီနံတွေဖုံမုတ်တွေနဲ့အိုက်ဆက်ဆက်အနံ့တွေအပြည့်ပဲကျွန်တော်တို့လည်းလမ်းဖြတ်နေတဲ့ကြွက်တွေလိုပဲချက်ချင်းလူစုခွဲပြီးပုံးစရာနေရာကိုစီရှာကြတော့တယ်ကျွန်တော်တို့ပုံလိုက်တာနဲ့တပြိုင်နက်တည်းမှာပဲဝိနဲ့သူ့လူတွေကအရေးပေါ်လေကားကနေဝုန်းကနေဆင်းလာကြပါပြီးချိန်ဆွဲနိုင်သမျှကျွန်တော်အတွက်အသက်ရှင်ဖို့အခွင့်အရေးရှိနေသေးတယ်ကျွန်တော်အသက်ကိုအောက်ထားပြီးအေးဆက်နေတဲ့ကြောက်တုံးတုံးလိုကျမ်းပြင်မှာဝင့်နေလိုက်တယ်တခြားကစားသမားတယောက်ရဲ့တက်ဖြတ်မှုကြောင့်တိတ်ဆုံးသွားပါပြီဒေါ်လာ1သန်းကိုတက်လိုက်တဲ့သူရဲ့အကောင့်ထဲလွှဲပြောင်းပေးလိုက်ပါပြီဘယ်သူလဲသူ့ကိုဘယ်သူတက်လိုက်တာလဲငါတို့လူတွေထဲကပဲလားအဲ့ဒီနောက်တိုက်ခိုက်တံတွေထွက်ပေါ်လာပြီးတက်ပီရဲ့နာကျင်စွာအော်ဟစ်တန်ကြီးကိုကြားလိုက်ရတယ်ခဏနေတော့သူထုတ်ပယ်ခံလိုက်ရကြောင်းကြီးညာချက်ထွက်လာပါတော့တယ်ကားပါကင်ထဲမှာဖြန့်ကျက်နေတဲ့ကစားသမားတွေစီကနေအော်ဟစ်တန်တွေခဏထွက်ပေါ်လာတယ်ထုတ်ပယ်ခံရတဲ့ကြီးညာချက်တွေလည်းတစ်ခုပြီးတစ်ခုထွက်လာတယ်ကစားသမား20တဲ့ကို့အဖွဲ့သားရဲ့တက်ဖြတ်မှုကြောင့်ထုတ်ပယ်ခံလိုက်ရပါပြီအဲ့ဒီအချိန်မှာအမည်မသိကြီးညာချက်တစ်ခုထွက်လာပြန်တယ်ဝိတ်ကိုတက်ပါသူကအရင်ပွဲကချန်ပီယံပဲသူ့စီမှာစုချင်းငွေဒေါ်လာတန်း200ရှိတယ်ဒီသတင်းကကားပါကင်တစ်ခုလုံးကိုဘုံတစ်လုံးလိုပောက်ကွဲသွားစေခဲ့တယ်ပါလေဝိတ်ကအရင်ပွဲကချန်ပီယံဟုတ်လားသူဒီလောက်အင်အားတောင့်တင်းနေတာမဆန်းတော့ပါဘူးတော့ငါတို့တွေအကစားခံလိုက်ရပြီးဝိတ်ကပြတလဲနဲ့လိုက်ရှင်းပြနေရှာတယ်အဲ့ဒီအမည်မသိတဲ့အမားတွေကိုနားမယောင်ကြနဲ့ငါလဲမင်းတို့လိုပဲဒီပွဲကိုပထမဆုံးအကြိမ်လာကစားတာပါကွာတဲ့ဒါပေမဲ့ဘယ်သူမှသူ့ကိုမယုံကြတော့ဘူးဒေါ်လာတန်း100ဆိုတဲ့ပမာဏရှိမှစင်ကျင်တုံတရားတွေဟာမျက်စိတမိတ်တွင်ပြိုလဲပျက်စီးသွားခဲ့ပြီလေတက်ပြစ်ရုံရင်ဆန်ခတ်တိုက်ပွဲတွေပြန်ဖြစ်လာပြန်တဲ့ဒီတစ်ခါတော့အားလုံးဟာမျက်လုံးတွေမြင်မြန်းနေပြီးဒဏ္ဍာရီလာတန်း100ကိုရဖို့အတွက်အရိုင်းဆိုင်တွေလိုတက်ဖြတ်နေကြပြီးကျွန်တော်ကတော့ဒီရုံရင်ဆန်ခတ်ဖြစ်နေတာကိုအခွင့်ကောင်းယူပြီးတကားဖွင့်ထားတဲ့စီးပါတစီစီသွားလိုက်တယ်ပြီးတော့ကားနောက်ဖုံးထဲကိုတိတ်တဆိတ်ဝင်ပုံးနေလိုက်တာပေါ့ကားနောက်ဖုံးထဲမှာကျွန်တော်လူကောင်လေးကိုကြုံထားပြီးအပြင်ဘက်ကအော်ဟစ်တန်တွေနဲ့စနေရဲ့ကြီးညာချက်တွေကိုအပေါက်လေးကနေနားဆွနေမိတယ်မိနစ်တွေတဖြည်းဖြည်းကုန်ဆုံးသွားတာနဲ့အမျှအပြင်ကအတန်တွေကလည်းတဆတိတ်ဆိတ်သွားပြီးနောက်ဆုံးမှာတော့ကားပါကင်ကြီးတစ်ခုလုံးတချိုင်းကုန်းလိုညင်ကျသွားပါတော့တယ်ကျွန်တော်ကားနောက်ဖုံးအဟာလေးကနေအပြင်ကိုအတာလေးချောင်းကြည့်လိုက်တော့မြင်လိုက်ရတာကတော့ကြောက်စရာကောင်းတဲ့မြင်ကွင်းတွေပါပဲအဲ့ဒီအချိန်မှာပဲရင်းနှီးနေတဲ့အတန်တစ်ခုထွက်ပေါ်လာတယ်လီယိုမင်းပင်မှာလည်းအဲ့ဒါဒေမွန်ဒဲမာနီရဲ့အတန်ပဲငါဝိတ်ကိုဖမ်းမိထားပြီးထွက်လာခဲ့တော့လေငါတို့နှစ်ယောက်ပေါင်းပြီးသူ့ကိုတက်ပြီးတန်း200ကိုခွဲယူကြရအောင်နောက်တစ်စက္ကန့်မှရင်ကားနောက်ဖုံးကြီးဟာဝုန်းကနေဆွဲဖွင့်ခံလိုက်ရပြီးတွေးရောက်မီနီတွေကကားထဲကိုဖြာချလာပါတော့တယ်မင်းကဒီမှာကိုငါမှာတလေကြီးလိုက်ရှာနေရတာပုံတန်းကစားတဲ့ပွဲတော့ပြီးသွားပြီးကစားသမား66ဒီမွန်ရဲ့အတန်ကယွန်ရှာပွဲကောင်းတဲ့လှောင်ပြောင်တန်တွေနဲ့ပြည့်နေပြီးကျွန်တော်ရင်ထဲမှာတော့ရေခဲလိုအေးဆက်သွားတဲ့အကြောက်တရားတွေစီးဆင်းသွားတော့တယ်ဒီမွန်ကကျွန်တော်ကိုအတင်းဆွဲထုတ်လိုက်တဲ့အချိန်မှာဝိတ်ကတော့စိတ်မရှိတော့ပဲဟိဟောက်တော့တာပေါ့ဒီမွန်ငါကိုအခုချက်ချင်းကျိုးပြပြီးတော့အဲ့ဒီကောင်ကိုဘာလို့အချိန်ဖြုံးနေတာလဲအခုချက်ချင်းရှင်းပြလိုက်တော့လေဒီမုံကဝိတ်ကိုအေးဆက်ဆက်ကြည့်လိုက်ပြီးမင်းကိုကျိုးပြပေးရမယ်
ကြီးစင်နေတာလားတန်းတရာကိုနှစ်ယောက်ခွဲယူတာထက်တယောက်တည်းအပိုင်စီရတာကပုံမိုက်တာပို့ပြီးတော့မင်းလုံခဲ့တဲ့ပွဲကရထားတဲ့တန်း200ကလည်းငါဟာဖြစ်တင်တာလေးလို့ပြောဆိုနဲ့ပဲဝိတ်ကူတစ်ချက်တည်းနဲ့စက်သိမ်းပေးလိုက်ပါတော့တယ်ကစားသမား44ထုတ်ပဲခံလိုက်ရပါပြီထပ်မံကြီးညာချက်အနေနဲ့အရင်ပွဲကချန်ပီယံဖြစ်ပြီးဒေါ်လာတန်း200ကိုတက်ဖြတ်သူရဲ့အကောင့်ထဲလွှဲပြောင်းပေးလိုက်ပါပြီဒီမွန်ကသူ့ရဲ့ဆုလက်ကြီးကိုကြည့်ပြီးသဘောကျနေတဲ့အချိန်မှာပဲကျွန်တော်ကစက်မှုသုံးစပင်ဖြန်းဆက်ပြီးအပြင်းစားကြီးနဲ့ဒီမွန်ရဲ့မျက်နှာတက်ကိုအလေးငိုက်ဖြန်းချလိုက်ပါတော့တယ်ဒီမွန်ဟာနာကျင်လုံးလို့မျက်နှာကိုအုပ်ပြီးအော်ဟစ်ကနောက်ကိုလမ်းကျသွားတယ်ကျွန်တော်လည်းအခွင့်အရေးကိုအရယူပြီးဒရိုင်ဘာထိုင်ကုန်စီကိုအပြေးလွှားသွားလိုက်တော့တယ်ကျွန်တော်ပုံနေတော့ကအကုန်ကဲခတ်ပြီးသားပါဒီကားကနောက်ဖုံးတင်ပွင့်နေတာမဟုတ်ဘူးကလည်းစက်နှုတ်ခွက်ထဲမှာအစင်သစ်ရှိနေတာလေမင်းကငါအရှင်လက်လက်အရေးကုန်စုပ်ပြစ်မယ်သူကနာကျင်မှုကိုဂယုမဆိုင်ပဲဒေါသထွက်နေတဲ့ချင်းသေးတကောင်လိုကျွန်တော်စီပြေးဝင်လာတဲ့သူ့လက်ထဲကဓာတ်ကကျွန်တော်ခေါင်းကိုတီတီလေးလွှဲပြီးဒရိုင်ဘာထိုင်ကုန်တားရည်စွတ်ထဲစိုက်ဝင်သွားတာပေါ့ကျွန်တော်လက်ချောင်းတွေကအေးဆက်နေတဲ့တော့ကိုစုပ်ကင်ပြီးအားကုန်လှည့်လိုက်တဲ့အချိန်မှာတော့ကားကချက်ချင်းဆက်နှုတ်သွားခဲ့ပြီးကျွန်တော်ဂီယာကိုအမြန်ချိတ်ပြီးညာဘက်ခြေထောက်နဲ့လီဗာကိုအားကုန်လင်းချလိုက်တဲ့ဒီမွန်ဟာကားနဲ့တိုက်မိတဲ့အချိန်ကြောင့်သူ့ခန္ဓာကိုယ်ကြီးလေတဲ့ကိုဝုန်းကနေလွတ်ထွက်သွားပြီးမြေပြင်ပေါ်ခွေကျသွားတော့တာပဲဒါတောင်သူကပြန်ထားဖို့စူးစမ်းနေသေးတာဗျာကျွန်တော်လည်းဂီယာကိုနောက်ဆုံး reverse ပြန်ထည့်ပြီးသူ့ပေါ်ကနေနောက်တစ်ခါထက်ချိတ်ပစ်လိုက်တယ်ခဏအကြာမှာတော့စနစ်ရဲ့နောက်ဆုံးဖြတ်ထွက်ပေါ်လာပါတော့တယ်ကစားသမား48ထုတ်ပဲခံလိုက်ရပါပြီထပ်မံကြီးညာချက်အနေနဲ့ကစားသမား48ဟာလည်းအရင်ပွဲကချန်ပီယံဖြစ်ပြီးစုစုပေါင်းရရှိထားတဲ့စုချင်းငွေဒေါ်လာတန်180ကိုတက်ဖြတ်သူရဲ့အကောင့်ထဲလွှဲပြောင်းပေးလိုက်ပါပြီကြန့်ရှိတဲ့ကစားသမားဂုဏ်ယူပါတယ်ကစားသမား66တင်းဟာအဆုံးအထိရှင်တန်နိုင်ခဲ့ပြီးဒီတစ်ခေါက်40ရှင်တန်ချင်းကိန်းရဲ့တဦးလေးသောချန်ပီယံဖြစ်လာပါပြီကစားသမား66ရဲ့ဒီပွဲစဉ်စုချင်းတန်120အပြင်ဝိတ်စီကတန်100နဲ့ဒီမွန်စီကတန်180စုစုပေါင်းဒေါ်လာတန်900ရရှိသွားပါပြီကျွန်တော်ဒရိုင်ဘာထိုင်ကုန်အောက်ကနေအတော်လေးကိုရုန်းကန်ပြီးအပြင်ကိုတွားထွက်လိုက်ရတဲ့တကူလုံးလဲစီရီဖုံတွေနဲ့ပေးပွားလို့ပေါ့အဖြူရောင်လင်းတန်းတစ်ခုဖြတ်ခနဲပေါ်လာပြီးနောက်မှာတော့ကျွန်တော်ဟာဂိမ်းစတင်ခဲ့တဲ့ဟင်းလင်းပြင်ကြီးတွေကိုပြန်ရောက်သွားခဲ့တယ်မင်းမအခုဒေါ်လာတန်900ရရှိသွားပြီးကောင်းကောင်းမွန်မွန်နေထိုင်သွားပါဒါပေမဲ့ဂိမ်းရဲ့စီကံရချန်ပီယံတွေဟာဂိမ်းထဲကနေထွက်ခွာခွင့်မရှိဘူးအကယ်၍ထွက်ခဲ့မယ်ဆိုရင်တော့မင်းမဒေါ်လာတန်900ကျွေးတင်သွားလိမ့်မယ်အဖြူရောင်အလင်းတန်းတွေတဖြည်းဖြည်းပျောက်ကွယ်သွားတဲ့အချိန်မှာကျွန်တော်ပတ်လဲမှာလူတွေအများကြီးရှိနေတာကိုတွေ့လိုက်ရတယ်သူတို့အားလုံးဟာထိတ်လန့်တုန်လှုပ်မှုဝေခွဲမရမှုတွေနဲ့ပတ်ဝန်းကျင်ကိုအကဲခတ်နေကြတာပေါ့စနစ်ရဲ့အတန်ကထပ်မံထွက်ပေါ်လာပါတယ်ဒီကစားသမားတရားလုံးကိုကြိုးဆိုပါတယ်90ရီမန်းချက်ကတော့9ရက်ကြာအောင်ရှင်တန်ဖို့ပါပဲအနိုင်ရရှိသူဟာစုချင်းငွေဒေါ်လာ1တန်းရရှိမှာဖြစ်ပါတယ်